နေ့သာသနာတော်နှစ်2563ခုနှစ်လူတော်ဟာကောဇာတက္ကရာ1382ခုနှစ်နတ်တော်လာဇန်14ရက်ခရစ်နှစ်2019ခုနှစ်ဒီဇင်ဘာလ10ရက်အင်္ဂါနေ့ညချမ်းချိန်ရန်ကုန်တိုင်းဒေသကြီးသံလျင်မြို့ဓမ္မလုံထမ်းပင်စိတ်ကြီးရွာဓမ္မရာသီကောဓမ္မလုံစီတော်မြတ်ကြီးဤဓမ္မယင်ပြင်၌ဆင်ရင်ကျင့်ပပူဇော်သောဓမ္မသပင်ဝဲယနေ့ဓမ္မဒါနမတ္တိလူရှင်များဖြစ်ကြကုန်သောဓမ္မလုံထမ်းပင်စိတ်ကြီးရွာသူကြီးရွာသားများနှင့်ဓမ္မဒုဒပရိဒလုံငယ်များဦးစီးကျင့်ပသောဓမ္မရန်တိခေါ်ဓမ္မလုံစီတော်မြတ်ကြီးဤဗုဒ္ဓပူဇနီယပွဲတော်အကျိုးအဖြစ်ဓမ္မဒုဒပရိဒလုံငယ်များနှင့်တကွာကြီးရွာသူကြီးရွာသားများတရားနာပရိသတ်များမတ္တိဆင်ကျင်ပါ၍ပြဇမအကျင့်ပူဇော်အပ်သောအထုဓမ္မသဘင်ဝဲဟောကြားအပ်သောခောတကနိကေဓမ္မပဒပါဠိတော်မှာဘုရားရှင်တော်မြတ်ဟောကြားတော်မူခဲ့သောပုရိကတ္တဒိဋ္ဌမထေမြတ်ကြီးဤဇဝတ္ထုကိုအခြေခံတန်းစာစဉ်ဟောကြားအပ်သောကံကျွေးအမည်ပေးသောတရားတော်ပရိသတ်တရားမည်ပါလဲကံကျွေးလို့ဒီလိုပဲမှတ်ပါဒါကြောင့်တရားတော်ကိုမောကြားမည်မနာကြားမည်တရားတော်ရဲ့ပိုင်းရှင်ဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဂုဏ်တော်တရားတော်မြတ်ရဲ့ဂုဏ်တော်သံဃာတော်မြတ်တို့ရဲ့ဂုဏ်တော်များကိုသိကျူးဖွဲ့ဆိုထားတဲ့ကာရတော်မြတ်ကိုရွတ်ဆိုမှုသောပြီးတော့ဘုန်းကြီးတို့ဓမ္မသဘင်ဖွင့်ပါမယ်အလုံးသောဓမ္မဆွေတော်မျိုးတော်ပုဂ္ဂိုလ်အပေါင်းသူတော်ကောင်းတို့ကလည်းပဲလက်အုပ်လေးတွေချီမြတ်လွာလေးတွေချထားပြီးတော့တရားနာနေတဲ့အချိန်မှာတယ်လီဖုန်းများကိုပိတ်ထားပြီးငြိမ်ငြိမ်သက်သက်လေးနဲ့နာကြပူဇော်ကြကြအောင်ဘုရောလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံသံဃောလောကေသမုပ္ပန္နောပုံညခိတံအနုတ္တရံဣတိနာသစ္စာဝဇေနဒုက္ခိတဟောတုသာတောဘုဒ္ဓအရန္တသုသယမူဂိုင်ဒုနိုင်မမြင်ခောဓမ္မဖယားရှင်ကိုရောမြတ်ကြီးသည်သဗ္ဗပါဏိနံခသိမြတ်စွာတတဝါတို့ဤဟိတာယလောကေလောကုတ္တရာနဗျာသောအစည်းအပွားအလုံးငါလောကေလူပြေနံယလောကတအတွင်၌သမုပ္ပန္နောကောင်းစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူလာပါ၏ဓမ္မောမလီတံဖိုလီတံနိဗ္ဗာန်ပရိယုဆိုအပ်သောအမြတ်တော်ထာဆေပါသောတရားတော်မြတ်ကြီးသည်သဗ္ဗပါဏိနံခသိမြတ်စွာတတဝါတို့ဤဒုက္ခယကို
ချမ်းသာဖို့ယံစိတ်ချမ်းသာဖို့ယံဒီဘဝချမ်းသာဖို့ယံဘဝသန္တရာချမ်းသာဖို့ယံအလို့ငါလောကေလူပြေနိုင်ယလောကဓာတ်အတွင်၌သမုပ္ပန္နောကောင်းစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူလာပါ၏သံဃောမဂ္ဂထံလီယောဖလထံလီယောဆိုအပ်သောရှေးရောက်သောအရိယာသံဃာတော်မြတ်နှင့်တကားယခုလည်းရှိထင်ပေါ်သံဃာတော်အရှင်မြတ်ပေါင်းတို့သည်သဗ္ဗပါဏိနံခသိမြတ်စွာတတ္တဝါတို့၏အနုတ္တရအတုမရှိမြတ်လာစွာသောဘုံညခေတံကောင်းမှုမျိုးတို့ဆိုင်မြူးကျဲချရာလေယာမြေကောင်းကြီးသဖွယ်လောကေလူပြေနံယလောကဓာတ်အတွင်၌သမုပ္ပန္နောကောင်းစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူလာပါ၏ဣတိနာသစ္စာဝစေနာဤသို့နှုတ်သံဖော်ထုတ်ပြောင်း၍ဟောမှစွာပြောဆိုရသောပဏာမသစ္စာစကားကြောင့်သာတော်တရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်သူတော်စင်တရားနာပရိသတ်အပေါင်းတို့သည်ဒုက္ခိတာအန္တရေပျောက်ပြဲစီးပွားတက်လျက်စိတ်ဆက်ရွှင်လန်းဝမ်းမန္တသာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တို့ဖြစ်ကြပါစေကုန်သတည်းနိဒုက္ခသာကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းကိုယ်စိတ်နှပါတို့၏ဆင်းရဲခြင်းစွာသောဆင်းရဲခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တို့ဖြစ်ကြပါစေကုန်သတည်းနိဗ္ဗာသာအတ္တနုဝါဒပိပရာနုဝါဒပိဒန္တာပိဒုက္ခတိပိအစာရှိကုန်သောမကောင်းသောဘိအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တို့ဖြစ်ကြပါစေကုန်သတည်းနေသောကာသာမညုမမိန်တကုရှိန်၍ဆိုရင်မနောကြောင့်ကြပူဆွေးငိုကြွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တို့ဖြစ်ကြပါစေကုန်သတည်းဟွန်တို့ယခုစွာသောသစ္စာစကားနှင့်ပုလောအပ်သောမေတ္တာဓာတ်အရှိန်ဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်း
မ်းသာသလိုထိုင်ပြီးတော့နာလို့ရပါတယ်။ဘာတရားလဲကံကြွေးကြောပါအောင်။ဩညာဝဒုက္ခဝဇနိတိအပုံညာဒုက္ခဝဇနိတိဒသမပုံညာဝကာတပံအပုံညာနာသကာတပံပုံညာဝဒုက္ခဝဇနိတိအပုံညာဒုက္ခဝဇနိတိဒသမပုံညာဝကာတပံအပုံညာနာသကာတပံသာတော်နှလုံးပြောပြောင်းသူတော်ကောင်းတို့ပုံညာဝသင်တို့ကိုယ်တိုင်ပြုထားတဲ့ကုသိုလ်ကံစွာအားသည်သာလျင်ဒုက္ခသင်တို့လိုချင်လို့ရှာနေတဲ့ဒီဘဝချမ်းသာမျိုးစုံနဲ့တန်တရာချမ်းသာမျိုးစုံကိုဇနိတိမုတ်ချမသွေရစေဖြစ်စေပါ၏အမောညာသင်တို့ကိုယ်တိုင်လွန်ကျူးလိုက်တဲ့အကုသိုလ်ကံဆိုးများကတော့ဒုက္ခသင်တို့မလိုခြင်းမဘူးကြောက်လာပါတယ်မုန်းလာပါတယ်ဆိုတဲ့ဒီဘဝဆင်းရဲမျိုးစုံနဲ့အပေဆင်းရဲတဲ့အောင်ဆင်းရဲမျိုးစုံကိုဇနိတိမုတ်ချမသွေရစေဖြစ်စေပါ၏တသမထို့ကြောင့်တုံမေသင်သူတော်ကောင်းအပေါင်းတို့သည်ပုံညာဝဒီဘဝချမ်းသာမျိုးစုံနဲ့နိဗ္ဗာန်ချမ်းသာတန်အောင်ချမ်းသာမျိုးစုံရစေနိုင်ကြောင်းကုသိုလ်ကံအကောင်းများကိုသာလျင်ကာတဗံကာတဗမိဝကောင်းစွာမသွေရအောင်ကြိုးစားအပ်ပါပေ၏အဘောညာအပေဒုက္ခတိရောက်မည်အကြောင်းမကောင်းတဲ့အကုသိုလ်ကံတရားအဆိုးများကိုနာဇကာတဗံဘေသောအခါမှမပြုခြင်းအပ်ပါပေဣတိသောဘဂဝါဘုဒ္ဓ၆ပါးသခင်ဖျားရှင်ကိုရောမြတ်ကြီးသည်အဝေါစာကရုဏာရှိသွားမေတ္တာအဖြင့်မိန်ကြတော်မူခဲ့ပါပေသတည်းပုံညာဝဒုက္ခဇနိတိအပုံညာဒုက္ခဇနိတိပရိသတ်ဒီဒေသနာမှာဘာကိုမိန့်ကြားတာလဲဆိုရင်မြန်မြန်နားလည်အောင်ပြောရရင်ကုသိုလ်ကံရဲ့စွမ်းအားနဲ့အကုသိုလ်ကံရဲ့စွမ်းအားကိုမိန့်ကြားခဲ့ပါတယ်ပြောကြည့်ပါဒီစကားကိုဘုံဘုံတို့မြန်မာလို့တခွန်းချင်းပြောပါမယ်ရိုးရိုးရှင်းရှင်းလေးပါပဲသူတော်ကောင်းတို့တဲ့ဒီဘဝကြီးထဲမှာတရားသာသနာတော်မြတ်ကြီးနဲ့တွေ့တဲ့အခိုက်လူဖြစ်ကအခိုက်အတန့်ကာလလေးမှာမင်းတို့ရဲ့တဏ္ဍာမှာပြုခဲ့တဲ့ကာယကံဝစီကံမနောကံမှာပြုခဲ့တဲ့ကုသိုလ်ကံမှန်သမျှတို့သည်ပရိသတ်ကုသိုလ်ကံนี่ဘသူကိုယ်တိုင်ပြုတာလဲမိမိရဲ့ကာယကံမှာပြုခဲ့တဲ့ကုသိုလ်ကံမိမိရဲ့နှုတ်မှာပြောခဲ့တဲ့ဝစီကံကုသိုလ်ကံမိမိရဲ့စိတ်မှာကြံခဲ့တဲ့မနောကံကုသိုလ်ကံအဲ့ဒီကုသိုလ်ကံမှန်သမျှသာလျင်နဲ့မင်းတို့ရှာနေတဲ့ဒီဘဝပညာစီးပွားယာဓုဂုဏ်သိမ်းစတဲ့ချမ်းသာတွေသိပြီးတဲ့နောက်ပိုင်းမှာရနိုင်တဲ့လူချမ်းသာနတ်ချမ်းသာဗြဟ္မချမ်းသာနိဗ္ဗာန်ချမ်းသာအထီးတဲ့မြန်မြန်နားလည်အောင်ပြောရင်ဒီဘဝချမ်းသာမျိုးစုံနဲ့နိဗ္ဗာန်ချမ်းသာရသည့်အထိချမ်းသာမျိုးစုံကိုအဲ့ဒီမင်းတို့ပြုလိုက်တဲ့ကံကသာလျင်ပြန်ပြီးတော့ပြီးမှာတို့တရားနာပရိသတ်ပြုလိုက်တဲ့ကုသိုလ်ကံသောကုသိုလ်ကံများသည်အချီးနှီးဖြစ်သွားမှာလားအကျိုးတရားပြန်ရမှာလားအကျိုးတရားရတော့ဘာအကျိုးကိုရမှာလဲ
ချမ်းသာတဲ့အကျိုးပြောဒါဆိုရင်တို့တရားနာပိဋကဒီဘဝမှာလည်းချမ်းသာလိုခြင်းနဲ့သိပြီးတဲ့နောက်ပိုင်းမှာလည်းနိဗ္ဗာန်မရမချင်းနိဗ္ဗာန်ရောက်သည့်အထိပြိဿရဲ့ချမ်းသာကိုလိုခြင်းလားမလိုခြင်းလားတက္ကတလီလိုခြင်းလားအမြဲတမ်းလိုခြင်းလားတက္ကတလီရှားနေတာလားအမြဲတမ်းရှားနေတာဟုတ်ပြီဒါဆိုရင်တို့ချမ်းသာရှားတဲ့အခါပညာချမ်းသာရဖို့ပညာတတ်ဖို့ရှားတယ်ဇီဝချမ်းသာရဖို့ဇီဝရဖို့ရှားတယ်ယာတုကုန်သိချမ်းသာရဖို့ယာတုကုန်သိချမ်းသာရှားတယ်ရှားနီးမတူတာပဲရှိတယ်ဒီလိုတွေနေ့တိုင်းရှားမနေဘူးလားအေးဒါဆိုရင်ဘုံညာဝဒုက္ခဇနိတိမင်းတို့ပြုလိုက်တဲ့ကုသိုလ်ကံအကောင်းများကသာလျင်မင်းတို့လိုချင်တဲ့ချမ်းသာကိုရစေဖြစ်စေတယ်လို့မြတ်စွာဘုရားဟောတယ်ဆိုရင်နေ့စဉ်တို့ရဲ့ဉာဏ်နဲ့ဝရိယနဲ့ရှာနေတဲ့ပညာစည်းဝါးယာတုကုန်သိရှာတိုင်းမှာတို့သည်ကုသိုလ်ကံဆိုတဲ့ကံစွမ်းအားပါဖို့မလိုဘူးလားကံစွမ်းအားကိုပယ်ပြီးတော့ရှာရင်ရတော့ရမယ်လိုချင်သလောက်ရနိုင်မလားဒါဆိုရင်တို့တရားနာပရိသတ်နေ့စဉ်ရှာနေတဲ့ပညာစည်းဝါးယာတုကုန်သိရှာတဲ့အခါမှာပရိသတ်ဉာဏ်ရှိသလောက်ရှာမယ်ဝရိယနဲ့ထက်ထက်တန်တန်ရှာမယ်အဲ့ဒီဉာဏ်နဲ့ဝရိယထဲမှာအမြဲတမ်းပါပေါင်းပြီးဖို့လို့ကံအကောင်းလေးပေါင်းပြီးဖို့မလိုဘူးလားဒါဆိုရင်ဒီစကားဒီပြည့်စုံမသွားဘူးလားတချို့ကပြောတယ်အရှင်ဘုရားအဲ့ဒါဆိုကုသိုလ်ကံကောင်းဘုရားပဲထိုင်ရှိခိုးနေမယ်ဘုရားတဲ့ချမ်းသာမှာလားတဲ့ဒါတော့လူကပ်ပြောတဲ့စကားပဲခန္ဓာကိုယ်ကြီးမရှိမှတော့ဒီခန္ဓာကိုယ်ကြီးစားဖို့နေဖို့ဟောဖို့မရှာဘဲနဲ့ရမလားတရက်မရှာတာနဲ့ကိုတရက်စားစရာရမှာမလားတချို့တနေ့လုံးတနေ့စံဘဝတွေမရှိဘူးလားဘာရှိလို့ရှားတာလဲတဲ့ခန္ဓာရှိရင်လူမပြောနဲ့တိရစ္ဆာန်တော့မရှာရဘူးလားလူလဲရှာရတယ်ဘုန်းကြီးလဲသီလရှင်လဲအကုန်လုံးဘာရှိတော့ခန္ဓာရှိမှတော့ခန္ဓာစားဖို့ဟောဖို့နေဖို့ရှာရမယ်နေ့တိုင်းနဲ့ရှာနေတယ်သို့တော့ရှာပေမဲ့ရှာတိုင်းရသလားမရတော့ချမ်းသာမလားဆင်းရဲမလားရှာတိုင်းရဖို့ဉာဏ်နဲ့ရှာတိုင်းဝရိယနဲ့ရှာတိုင်းဒုပရိသရဲ့တဏ္ဍာမှာကာယကံဝစီကံမနောကံမှာကုသိုလ်ကံအားပါပြီးတော့ရှာသမ်းပါတဲ့အဲ့ဒီကုသိုလ်ကံဒီဉာဏ်နဲ့ဝရိယနဲ့လှုပ်ရှားတိုင်းပညာစည်းဝါးယာတုဂုဏ်သိဘာရှာရနိုင်လားမရနိုင်လားအဲ့ဒါကိုပြောတာနားလည်ပြီလားအဘုံညာဒုက္ခဇနိတိသင်တို့ရဲ့တဏ္ဍာမှာအဲ့ဒီလိုမဟုတ်ဘဲနဲ့အကုသိုလ်ကာယကံဝစီကံမနောကံတွေကိုလွန်ကျူးလိုက်မယ်ဆိုရင်နဲ့အဲ့ဒီလွန်ကျူးလိုက်တဲ့အကုသိုလ်ကံတွေကလည်းပဲအချီးနှီးဖြစ်သွားမှာမဟုတ်ပါဘူးပျောက်သွားမှာမဟုတ်ပါဘူးအကယ်၍အကုသိုလ်ကံတွေပဲလွန်ကျူးပြီးတော့အကုသိုလ်ကံတွေပဲစုဆောင်းနေသလိုဖြစ်မယ်ဆိုရင်အဲ့ဒီလွန်ကျူးလိုက်တဲ့အကုသိုလ်ကံတွေကရောပြိဿရဲ့အချီးနှီးဖြစ်သွားလားပျောက်သွားလားဒီဘဝရောသိပြီးတဲ့နောက်ပိုင်းရောပြိဿရဲ့ဘဝတခုမဆုံးမချင်းနိဗ္ဗာန်ချမ်းသာမရမချင်းအကုသိုလ်ကံရဲ့အကျိုးစွမ်းအားသည်ဆင်းရဲကိုပေးမှလားချမ်းသာကိုပေးမှဟောဒါဆိုရင်ပြိဿရဲ့အဖြစ်ရှင်းသွားပြီးကုသိုလ်ကံကကောင်းကျိုးချမ်းသာကိုဖြစ်စေတယ်အကုသိုလ်ကံကမကောင်းကျိုးချမ်းသာကိုဖြစ်စေတယ်ပရိသတ်အဲ့ဒီကုသိုလ်ကံအကုသိုလ်ကံကြတော့ဘယ်သူပြုလိုက်တဲ့ကံအဲ့ဒါကြောင့်ခြေသားခြေသမီးတို့တဲ့ဘုံညာဝဒုက္ခဇနိတိမင်းတို့ကိုယ်တိုင်ပြုလိုက်တဲ့ကုသိုလ်ကောင်းမှုမျိုးစုံကသာလျင်ဒုက္ခမင်းတို့လိုချင်နေတဲ့ဒီဘဝချမ်းသာမျိုးစုံနဲ့တန်တရာချမ်းသာကိုမရအောင်ပြန်ပြီးတော့ပေးလိုက်မယ်နားလည်ပြီလားမင်းတို့လွန်ကျူးလိုက်တဲ့အကုသိုလ်ကံတွေကလည်းပျောက်သွားမှာမဟုတ်ပါဘူးမင်းတို့အောခြင်းသလားအောမလိုခြင်းမို့မုန်းပါတယ်ကြောက်ပါတယ်လို့ကြိုက်သလားအောတဲ့အဲ့ဒီအကုသိုလ်ကံရဲ့ဆိုးကျိုးဖြစ်တဲ့မကောင်းကျိုးဆင်းရဲမျိုးစုံမင်းတို့ပြန်ပြီးတော့ခံရမှာပါပဲဟုတ်လားမဟုတ်လားဘုံဘုံတရားနာမည်ကိုဘယ်လိုပေးထားလဲ
ကံကြွေးဒါဆိုရင်တို့တရားနာပရိသတ်ဒီဘဝတို့ပြုလိုက်တဲ့ကုသိုလ်ကံအကုသိုလ်ကံမှန်သမျှသည်ပြုပြီးလိုက်တာနဲ့တဲ့အကျွေးချလိုက်တာနဲ့မတူဘူးလားကုသိုလ်ကံပြုပြီဆိုရင်လည်းအဲ့ဒီကုသိုလ်ကံကအကျွေးချလိုက်တယ်လို့ပါပဲဒီဘဝကစပြီးတော့နိဗ္ဗာန်မရမချင်းအဲ့ဒီကုသိုလ်ကံအကျွေးကပြန်ပြီးတော့ရမှာလားမရမှာလားဒါဆိုရင်တို့တရားနာပရိသတ်လောကမှာရောခင်ဗျားတို့ရွာထဲမှာမြို့ထဲမှာဈေးထဲမှာအကျွေးတွေမပေးဘူးလားဟောအကျွေးပေးတယ်အဲ့အကျွေးပေးတဲ့အခါကျပရိသတ်ရင်အကျွေးကပြန်ရရင်ဒီတိုင်းပဲပြန်ရတာလားအတိုးလေးနဲ့ရတာဩအတိုးနဲ့ရတယ်နေပါဦးနေပြန်တိုးဆိုအခုဘယ်လောက်ရလဲအကျွေးတွေပါလိမေးကြည့်အောင်အဲ့တော့ကုသိုလ်ကံကျွေးချတယ်ဆိုရင်ကိုယ်ကုသိုလ်ကံအကျွေးပြန်ရတဲ့နေ့သည်အတိုးရလားမရရမှာပဲနော်လောကအကျွေးတိုင်းပဲပြိဿကြီးလောကအကျွေးကမှယူထားတဲ့ပုဂ္ဂိုလ်ကထွက်ပြေးသွားရင်ဓမ္မမို့ရင်ပြန်မပြီးပဲမျက်နှာပြောင်တိုက်နေရကျင်မှရမှာနော်လောကအကျွေးကမသေးကြပါမဲ့လို့ကုသိုလ်ကံကျွေးနဲ့အကုသိုလ်ကံအကျွေးကသိကြလားမသိကြပရိသတ်ရေဘယ်နှမနေမလွတ်ပါဘူးကိုယ်ကကုသိုလ်ကံအကျွေးတွေခြားတတ်မယ်ဆိုရင်လည်းကိုရတဲ့အချိန်ကျရင်အတိုးနဲ့ပါပေါင်းပြီးတော့ကုသိုလ်ကံကပြီးတဲ့ချမ်းသာကိုဒီဘဝကစတင်လို့ရပါလိမ့်မယ်အကယ်၍အကုသိုလ်ကံအကျွေးတွေခြားခဲ့မယ်ဆိုရင်ပြိတ္တိအဲ့ဒီအကုသိုလ်ကံအကျွေးကလည်းပဲဟိုလိုင်းကောင်းတယ်မှာပုံပုံရေအောက်မှာပဲပုံပုံကောင်းငင်မှာပဲတက်ပြီးတော့နေတဲ့အဲ့ဒီအကုသိုလ်ကံအကျွေးပြန်ရမှာလားမရမှာလားအရင်တိုင်းရမှာလားအတိုးနဲ့ရမှာလားအေးမြင်မြင်သားလျော်ပြန်လောကအကျွေးတိုင်းပဲလောကအကျွေးကမှပြေးတာတို့မရတာတို့ဆုံးတာတို့ရှိအောင်မယ်ကုသိုလ်ကံအကုသိုလ်ကံအကျွေးကကိုချပေးထားတဲ့အတိုင်းအတိုးနဲ့တစ်ချိန်ချိန်ပြန်ရမှာလားမရမှာလားဒါကြောင့်မြတ်စွာဘုရားနောက်စကားကြတော့တိုက်တွန်းလိုက်တယ်တသမပုံညာဝကာတပံအပုံညာနသကာတပံဒါကြောင့်ကွာတဲ့မင်းတို့ငါဘုရားရဲ့သာသနာတော်မြတ်ကြီးနဲ့တွေ့ခိုက်ကာလလေးမှာပုံညာဝမင်းတို့ရဲ့ကာယကံဝစီကံမနောကံမှာကုသိုလ်ကံတွေကိုသာတနေ့တနေ့ရအောင်ကြိုးစားပြီးတော့စုကြစမ်းပါအကုသိုလ်ကံနေကြတော့နေအောင်ကြိုးစားရကနေကုံသွားသည့်အထိဖြစ်အောင်ကြိုးစားကြစမ်းပါကံရဲ့အကျိုးစွမ်းအားလည်းပြောလိုက်သလိုကံကိုလည်းပြိဿကုသိုလ်ကံကိုစုဆောင်းဖို့ကုသိုလ်ကံကျွေးသည်များများချဖို့အကုသိုလ်ကံကိုရှောင်ရှားဖို့အကုသိုလ်ကံကျွေးသည်မချမိဖို့မြတ်စွာဘုရားမဟောခဲ့ဘူးလားဒါဆိုရင်တို့တရားနာပရိသတ်ရှင်တော်မြတ်ဘုရားဟောကြားခဲ့တာကနှစ်ပေါင်းဘယ်လောက်ကြာသွားပြီလဲနှစ်ပေါင်း2560ကိုဟိုဘက်တော်တော်စွန်းနေပြီ63ဆိုတာကပြိဋိဘံစံပြီးနောက်ပိုင်းကိုပြောတာ63ရဲ့ရှေ့မှာဆိုတော့ပြိဋိနှစ်ပေါင်း2563တော့မကဘူးဟိုဘက်မှာဗျာနောက်တဲ့နှစ်ပေါင်း30 40လောက်ပေါင်းတော့မရဘူးလားကြာခဲ့ပြီတဲ့ဒါဆိုရင်တို့တရားနာပရိသတ်တွေဘုရားကိုကြည်ညိုတဲ့ဗုဒ္ဓဘာသာတွေဖြစ်တယ်တရားတွေကလည်းနာကြလို့နေလိုက်တာသံဃာတော်မျိုးစုံစီကနာနေတာပါပဲသံဃာတော်မြတ်တွေစီကလည်းပဲနေ့စဉ်အဆုံးအမတွေကိုရနေတာပါပဲဒီကနေ့အချိန်นี้ကိုယ့်ရဲ့ကာယကံဝစီကံမနောကံတွေကိုပြန်ပြီးတော့သုံးသပ်ကြည့်စမ်းကုသိုလ်ကံအကျွေးတွေချထားတာများလားအကုသိုလ်ကံအကျွေးတွေချထားတာများလားဟမ်အကုသိုလ်အကျွေးတွေကများပါတယ်ဗျာဩပြောတော်ပြိဿကြီးချမ်းသာခြင်းလားဆင်းရဲခြင်းလားဩချမ်းသာတာတော့ပြိဿကြီးဘယ်ချမ်းသာလောက်အထိစိတ်ကူးရင်ထားလဲဟာမြင်လာ ਈ လားနိဗ္ဗာန်အထိကိုတခါတည်းသွားခြင်းလားဩချမ်းသာကိုလည်းလိုချင်တဲ့ချမ်းသာနေကြည်လိုက်ပြန်တော့ပြိဿကြီးအမြင့်ဆုံးနိဗ္ဗာန်ချမ်းသာအထိလိုချင်တယ်သို့သောပြိဿကြီးကံနေပြန်ပြီးတော့စစ်လိုက်တဲ့အခါကျတော့ဘာကံကြွေးတွေခြားထားတာများတော်တော်လေးနီးမလားတော်တော်လေးဝေးမလားဩ
အော်နေတာကနိဗ္ဗာန်ချနေတာကအကုသိုလ်ကံကြွေးတပြေးတပြေးနီးနာတာကနီးနေတာကပြိဿယကိုဒီဝတ္တတို့နဲ့ကိုအစာတတတ်တို့နဲ့နီးမနေဘူးလားအဲ့ဒါလေးပြောချင်တာပြိဿယကိုလိုချင်တာကအမြင့်ဆုံးချမ်းသာတိမှန်းထားပြီးတော့နေ့စဉ်ဘဝကိုယ့်ရဲ့ကံတွေကအကုသိုလ်ကံကြွေးတွေပဲချထားရင်ဒီကံကြွေးကအတိုးနဲ့ပါပေါင်းလိုက်ပြီးဆိုရင်တဲ့တောင်းတဲ့နိဗ္ဗာန်နဲ့နီးမလားမတောင်းတဲ့ငရဲနဲ့နီးမလားဩဒါဆိုရင်တို့တရားနာပိဋကအကုသိုလ်ကံကြွေးတွေကတရက်တလေလားနေတိုင်းနေတိုင်းလားအဲ့တော့တို့တရားနာပိဋအဲ့ဒါပဲတို့အားလုံးဒီတခါတခါမှပြောင်းပြန်နေဖြစ်နေတာတောင်းနေတာကလည်းနိဗ္ဗာန်ပြီးနေတဲ့ဆရာတော်တွေကလည်းနိဗ္ဗာန်မတ်ဖို့ရတ်တို့အကုန်ပြီးနေတယ်အကုန်တောင်းနေတယ်တကယ်တော့နိဗ္ဗာန်ဆိုတာကတောင်းယုံနဲ့ရမှာလားနိဗ္ဗာန်ချမ်းသာအထိတောင်မှန်းတိုင်းအဲ့ဒီချမ်းသာရနိုင်တဲ့ကံဒီမြင့်မြင့်သွားရမှာတဲ့အခုတော့ပြိဿကြီးအကုသိုလ်ကံကြွေးကများနေတယ်ဆိုတော့ပြိဿကြီးဟောဒီထဲမှာကိုယ်ကံကိုပြန်ဆင်းလိုက်တဲ့အခါကျတော့မသိလို့တဲ့အကုသိုလ်ကံကြွေးတွေချမိတဲ့ပုဂ္ဂိုလ်ရောမပါနိုင်ဘူးလားသို့တော့မသိလို့အကုသိုလ်ကံလွန်ကျူးမိတယ်ဆိုတဲ့လူကအတော်နည်းမလားအတော်များမလားပြန်ပြောကြည့်နော်မသိလို့အကုသိုလ်ကံကြွေးကိုလွန်မိတယ်ဆိုတဲ့လူကမသိလို့လွန်တဲ့လူကတော်တော်နည်းမလားတော်တော်များမလားပရိသတ်ဒါကအကုသိုလ်ဒါကကုသိုလ်ဆိုတာလောက်ကတော့ပြောတဲ့စကားမှာဆုံးဖြတ်နိုင်တာများလားမများလားဒါကကုသိုလ်လို့ဒါကအကုသိုလ်အလုံးတော့လုံးတဲ့အလုံးတိုင်းမှာသိတာများလားမသိတာများလားသိတာများတယ်ဒါဆိုရင်တော်တော်များများပရိသတ်ဒီအကုသိုလ်ကံကြွေးတွေကိုအကုသိုလ်မှန်တိကြီးနဲ့လွန်ကျူးနေတာလားမသိလို့လွန်ကျူးတာလားတိနဲ့လွန်ကျူးတာမများဘူးလားဒီကြီးနဲ့လွန်ကျူးနေတဲ့ပုဂ္ဂိုလ်တွေများတယ်တတိလက်လွန်လွန်ကျူးတဲ့ပုဂ္ဂိုလ်တွေများတယ်မိမိရောနဲ့လွန်ကျူးမိတဲ့ပုဂ္ဂိုလ်တွေများတယ်မိုက်ကန်းနဲ့လွန်ကျူးနေတဲ့ပုဂ္ဂိုလ်တွေများတယ်မသိလို့ပါဆိုတာတော့မပြောနဲ့ပြိဿဒီခေတ်၄တန်းလောက်အောင်ရင်တော့ဗုဒ္ဓဘာသာကဒါကကုသိုလ်အကုသိုလ်ဆိုတာတော့ဥပဒေနဲ့ရှင်ကြည့်လိုက်ရင်တော့ကုသိုလ်အကုသိုလ်သိတာများတာမသိတာများဒါဆိုရင်တို့အားလုံးဒီအကုသိုလ်မှန်သိကြီးနဲ့လွန်ကျူးနေတယ်တချို့ကြတော့လေအကုသိုလ်မှန်သိတယ်ဒီပေါ်မှာပြိဿရင်တတိလက်လွတ်နေတဲ့အတွက်တတိမိသွားလို့လွန်ကျူးတာရောမများဘူးလားတချို့ကြတော့လေဘာမှမဟုတ်ဖြစ်ကြဖြစ်ကွာမိုက်ကန်းပဲမိုက်ကန်းနဲ့လွန်ကျူးနေတာရောမရှိဘူးလားရှိတယ်ဒါဆိုရင်ပြိဿရင်သွားကျင်တာကရကျင်တာကချမ်းသာမျိုးစုံအမြင့်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်းလိုချင်တယ်အဲ့ဒီချမ်းသာမျိုးစုံကိုကံအညာအားဝရိယအားသုံးမျိုးလုံးစုံမှရမယ်ဆိုရင်ညာအားနဲ့ဝရိယအားရဲ့နောက်မှာကံအဖြစ်တဲ့ကုသိုလ်ကံလေးပေါင်းဖို့ဆိုရင်ဒီအရှိအကုသိုလ်ကံတွေကိုပြုတော့မယ်ပြောတော့မယ်တွေးတော့မယ်ဆိုရင်နဲ့တတိလေးတစ်ချက်ကပ်ပေးလိုက်ရင်တို့တရားတော်ပြိဿအဲ့ဒီအကုသိုလ်ကံသည်ရှေ့တိုးဖြစ်ရင်တော့မှဘရိတ်အများကြီးအုပ်မသွားဘူးလားကြည့်ဒါဆိုရင်ပြိဿကိုယ်ကံကိုပြန်စစ်တဲ့အခါအကုသိုလ်ကံကုသိုလ်ကံမှန်သမျှကိုဖြစ်ပေါ်ခြင်းရဲ့နံပါတ်1ကံသည်ဘာကံလဲဟောဗျာတို့တရားနာပရိသတ်ဟောဒီတရားပွဲကြီးကိုလာခြင်းစိတ်ရှိလို့လာတာလားလာခြင်းစိတ်မရှိဘဲနဲ့လာတာလားလာခြင်းစိတ်ရှိတဲ့လူတွေကဟောဒီပွဲကြီးကိုကွင်းအပြည့်လာကြတယ်လာခြင်းစိတ်မရှိတဲ့လူတွေကအိမ်မှာပါလုံနေလဲသူ့ဟာနဲ့သူအလုံးရှုံမနေဘူးလားဇာကာကြည့်ရင်ကြည့်နေမယ် Facebook ပို့ရင်ပို့နေမယ်ဟာတမျိုးမျိုးပဲပြိဿရင်ခုလာခြင်းစိတ်ဆိုတာလေးကပြိဿရင်ကုသိုလ်ကံလားအကုသိုလ်ကံထဲမှာတွက်လိုက်တော့ဘာကံလဲမနောကံပြိဿရင်တို့ဒီဝစီကံနေမပြောခင်ကာယကံနေမလုပ်ခင်မှာတကယ်တတိကတ်ထားရင်ဘာကံကစလာခြင်းစိတ်ရှိတော့လာတယ်ပြိဿရင်ကာယကံမြောက်လာသွားပြီဒီကြားထဲမှာဝစီကံလေးနဲ့အေးအမကြီးသွားကြမယ်လေလုပ်ကြမယ်လေအတူတူသွားမယ်လေ
ဝစီကံကအင်္ဂါထွက်လာတဲ့ကုသိုလ်ကံတွေပါမလာဘူးလားဟောအဲ့ဒီမနောကံတခုကုသိုလ်ကံကိုအသုံးချလိုက်တာဒီရောက်လိုက်တော့ပြိဿကုသိုလ်တွေများလားအကုသိုလ်တွေများလားသရဏဂုံသီလခံယူသွားပြီးတရားတွေနာနေပြီးအကုန်လုံးကာယကံကဝစီကံကပြိဿဘာကံတွေဖြစ်သွားတယ်ကုသိုလ်ကံဒီတိုင်းပဲပြိဿအကုသိုလ်ကံဆိုရင်လည်းပဲပြောတော့မင်းဆိုတဲ့ကမပြောခင်ပြိဿဘာကံကစတယ်ပြောခြင်းစိတ်ရှိလို့ပြောတယ်ပြောခြင်းစိတ်ရှိလို့ပြောတယ်လုပ်ခြင်းစိတ်ရှိလို့ဟောပြောခြင်းစိတ်ရှိလို့ပြောတာပြိဿအကုသိုလ်စကားကြီးပြောတော့မယ်ဆိုရင်မနောကံကရှိကလာတာပဲဒီမနောကံလေးမှာပဲတတိကတော်သေးတယ်ငါပြောမိရင်ငရဲကြည့်ပါအကုသိုလ်ကံဖြစ်မှာမပြောတော့ဘူးပြိဿမနောကံလေးပြိအုပ်လိုက်တာနဲ့ဒီနှခမ်းလေးကမလှုပ်တာနဲ့ပြောအောင်မလားအခုတော်များများဗရိတ်ကအုပ်မိတာများလားဗရိတ်ကပေါက်နေတာများလားမော်တော်ကတော့ဗရိတ်ပေါက်သွားရင်ဘာဖြစ်လဲကြောက်တဲ့ကြပြီးတော့တိုက်ပြီးပြိဿဒီဘဝမှာပဲသေသွားတာတွေမရှိဘူးလားဒီတိုင်းပဲပြိဿဟောဒီမှာလဲမနောကံလေးမှာတတိကတ်လိုက်တာနဲ့ဗရိတ်အုပ်လိုက်တာနဲ့ဝစီကံအကုသိုလ်ကံဖြစ်အောင်မလားဟာမနောကံဗရိတ်မအုပ်လိုက်တဲ့ကဗရိတ်ပေါက်သွားလိုက်တာဝစီကံကကိုကသူများသွားဖေတော့မောင်တော့တုတ်တော့သူအောင်ပါဇက်မပါဘူးလားသူတုတ်ကိုတုတ်နှစ်ယောက်တုတ်တော့အဲ့ဒီအတုတ်ထုတ်ကြီးကကုသိုလ်တုတ်ကြီးလားအကုသိုလ်တုတ်ကြီးလားဒါမှမဟုတ်အဲ့အကုသိုလ်တုတ်ကြီးကတော်တော်နဲ့ပြီးတာများလားမပြီးတာများလားငါလေးဟလာအဲ့ဒါနေခင်းရပဲကိုတော်တပါးတရားနာပြီးကြောက်ကြီးနေတာသူကတဲ့ဒကမတွေနှစ်ယောက်တကတဲ့သူကအဲ့နားမှာရောက်နေတာကားပြက်လို့သူကခဏရက်နေတယ်ဒကမနှစ်ယောက်ရံပြစ်တာဆဲလိုက်တာတဲ့အဲ့ကိုတော့ပြောတာနော်ဆဲလိုက်တာသူတို့တကူလုံးရှိတာကုံဟောတဲ့ကုံတော့သူကဟာတော်တော်ဆဲတဲ့ဒကမတွေပဲပေါ့အဲ့ဒါနဲ့ဟိုတကားပြောတယ်ဟာခမည်းတော်မို့တော်ကြပါတော့ဒါကျွတ်တို့ရွာကြောင့်ဟိုနာဒီနာအကြောင်းမို့နိုင်ငံကျော်ဓမ္မဂတိကပေါ့ဓမ္မဂတိကဓမ္မခမည်းတော်ရှေ့မှာထားပြီးတော့မလုပ်ပါနဲ့မောင်ဘုန်းကြီးအကုန်ကြားနေတယ်ပေါ့အဲ့ဒါဟိုပြိဿကြီးဟေးဘာဒီပတ်လာမပြောနဲ့ငါတို့ထောသားတွေဆိတ်ချင်ဆိတ်ပါမလို့အဲ့ဒါကြောင့်ဟိုတကခမည်းပြပြောတဲ့ကြားတဲ့ဟိုတကပဲနောက်ဆုံးကျတော့တကမစိတ်တော့အရေးတဲ့ဒီသေနာကောင်ဘုန်းကြီးကလာတယ်သူပါပါဝါဆိုတော့ပြိဿကြီးမနောကံမှာဗရိမအုပ်လိုက်တာနဲ့ဝစီကံကချမ်းသာလိုက်တာအကုသိုလ်ကံနေမများဘူးလားကာယကံရောပါမသွားဘူးလားဒါကြောင့်အလုံးတို့တရားနာပိဋကမိမိတို့မျှော်မှန်းထားတာကကုသိုလ်ကံရဲ့စွမ်းအားနေရလာမယ်ဒီဘဝချမ်းသာမျိုးစုံနဲ့တန်ត្រာချမ်းသာမျိုးစုံမိမိတို့လွန်ကျူးနေတာကအကုသိုလ်ကံတွေကိုတတိလက်လွတ်လွန်ကျူးနေပိဋကချမ်းသာနဲ့နိမလားဆင်းရဲနဲ့နိမလားတဘဝတည်းဆင်းရဲမလားအပေဆင်းရဲထိရောက်မလားဒါကြောင့်ဒုတိယနာပိဋကကိုယ့်ရဲ့ကံတွေကိုတတိကတ်တဲ့အခါမှာမနောကံလေးကိုအမြဲတမ်းတတိကမပြောခင်တတိကပြောပြီးဆိုလို့ရှိရင်ပြိဿကြီးချက်ချင်းလေးဗရိတ်မအုပ်နိုင်ဘူးလားအဲ့ဒါဆိုတော့အကုသိုလ်ကံတပြည့်တပြည့်နဲ့ရှော့ချနီးနေရမသွားဘူးလားရသွားတယ်နော်တခါတလေကြရင်ဗရိတ်ကလည်းအုပ်တာအုပ်တယ်ဓာတ်တော့အုပ်တာမျိုးလည်းမလုပ်နဲ့ခင်ဗျားတို့လိုင်းကားစီးရင်တခါကျရင်ကားသမားတွေကစိတ်တွေဗရိတ်ကိုဓာတ်တော့အုပ်လိုက်ဝုန်းဆိုရှိရိုင်မသွားဘူးလားအဲ့ကြတော့ခင်ဗျားတို့ပါဇက်ညင်းနေလားဘာပြောလဲဟဲ့ဘလုတ်တော့ရောင်းတဲ့လူတွေရောင်းမယ်ဟိုပေါက်တက်ကဆင်းတာရောင်းနေကြောင်းရင်နှစ်ထုကြောင့်ဟဲ့ဝီနာကောင်းကားသမားတုတ်ရင်လည်းတုတ်မယ်ပေါ့ဆိုတာကပြိတ္တဓာတ်တော့လည်းကြောက်စရာမကောင်းဘူးလားအဲကြောင့်မနောကံတတိကပြီးပရိဩရင်တော့ပြိတ္တမှန်မှန်လေးဥပ္ပါဓာတ်တော့မလုပ်ပါနဲ့ဘာဖြစ်လို့လဲသိလားဘုံဘုံပြောဘူးတယ်ဘုံဘုံတော့ငယ်ငယ်တုန်းကဟိုအင်းစိန်ရွာမှာကျောင်းမှာဒီဘုန်းကြီးလေးလည်းအတူတူပဲနေခဲ့တာဘုန်းကြီးတို့နောက်ကြပြီဟုတ်လားအဲ့ဒါအင်းစိန်ရွာမှာကျောင်းမှာနေတော့မိုးရွာရင်ကျောင်းတိုက်ကဆုံးမကျွေးနိုင်ဘူးတန်ခါ900ကျော်ကြီးအဲ့တော့အဲ့နာထမင်းဆိုင်လေးတွေသွားစားတာတခါပြင်ပေါ့ဗျာဟင်းရီအစမ်းလေးနဲ့ချင်မောင်လေးလေးနဲ့ငပိလေးနဲ့ဗာလေးနဲ့စားရင်ဒါအစင်မပြေတဲ့ကိုဆိုတပွဲ3ချက်အဲ့3ချက်တွေကိုထမင်းအဖြူလေးတော့တပွဲလောက်ထည့်ရင်3ချက်ခွဲအချင်းတင်ကောင်းတယ်အဲ့လောက်စင်ဝပြီအဲ့ကျတို့တခါတလေထွက်စားကျတို့ကလည်းဟင်းအသားနဲ့ဆို5ချက်အဲ့တော့အဲ့ထမင်းဆိုင်လေးပဲမိုးရွာတဲ့နေ့ဆိုပြုံသွားတာဆိုတော့ရက်ွက်လေးဆင်းရတာဟုတ်ဒီအကြောင်းကနေထွက်အဲ့ရက်ွက်အကျိုးလမ်းကြားလေးသွားတော့ကြည့်ရတာတော့ကျတို့ကလည်းမိုးလေးကပေါက်ကြတော့ထီးလေးတွေဆောင်းသွားတာဟာဟိုဘက်မှာရံဖြစ်တဲ့အတန်မရောက်သေးဘူးကြားနေပြီပြိဿ
တပတ်ကကောင်းလေးတွေကတပတ်ကောင်းပါလေးတွေနဲ့အမေနဲ့တပတ်ကြည့်ရတာဒကမာကြီးကသူ့သမီးတွေကိုသွားစဖို့ရပါနဲ့ကောင်းလေးတွေကစတော့ဖေတော့မောင်တော့ဟိုဘက်ဒီဘက်တုတ်တော့ဟိုကကောင်းလေးတွေလည်းဆင်းပေါ်ဒီကကောင်းလေးခက်ကြမ်းကြမ်းနေကိုအဲ့တော့ပြိဿကြီးကြည့်ရတာနော်ကောင်းလေးတွေကကြည့်ရတာပစိုးတွေပါနေနံပြီးတော့ပေါက်တက်ကဆဲပုံရပါတယ်အဲ့မှာကျုပ်တို့ကလည်းပြိဿကြီးလမ်းအကွေနေရနေဟိုဘက်ကိုထွက်มาဆိုရံဖြစ်တဲ့နေရာနဲ့အတော်နီးနေပြီဒကမာကြီးကလည်းပဲပြိဿအေးနင်တို့ကအဲ့လိုဆိုငါတို့ကလည်းနင်တို့ဆိုပြီးတော့ပြိဿကြီးမြောက်လာတာတော်တော်မြင့်နေပြီတမင်မြောက်လာတော်တော်မြင့်နေပြီအဲ့ကသမီးတွေဆိုချက်တော့အမေနောက်မှဖုံဖုံနေဆိုပြိဿကြီးဘာပဲပြောဒါဗုဒ္ဓဘာသာဆိုတော့တန်ဃာကိုတော့အထိုက်လျောက်တော့လေးစားတဲ့စိတ်ကရှိတော့အမေတော့မှဖုံဖုံနေသူတို့အမေကိုနောက်ကနေသမီးတွေကနေပြီးတော့ဗရိတ်ကိုအတင်းအုပ်နေပြီအဲ့ကြောင့်ဒကမာကြီးကအုပ်တော့အုပ်တယ်ပြိဿကြီးဒေါသမပြေတော့နေပြိဿကြီးပြန်ချတော့ချတယ်ဒါပဲအဲ့တော့သူဒါပဲကြီးကခက်ပြင်းပြင်းဆိုကျွတ်တို့လည်းပြိဿကြီးမတက်နိုင်ဘူးလေထီးနေတဲ့ခဲအောင်ဒါပဲတဲ့ဘာလဲမသိဘူးဟေးကွာတာထီးနေတဲ့ကာတာတကအဲ့ဒါပဲကြီးကလည်းတွေးလိုက်အရှိကြီးဆိုထီးနေကဟာဒါပဲတဲ့ဘာလဲမသိဘူးဟေးကောင်ကာထားကြရင်ပြောချင်တာတကကြရင်တန်ဃာနဲ့အနီးဆုံးရောက်နေတာတော့မှဒေါသမပြင်းအုပ်လိုက်တဲ့ဗရိတ်ကကြောက်စရာမကောင်းလားမှတ်သားနော်ဒါကြောင့်အကုသိုလ်ကံမှန်သမျှကိုပြိဿကြီးတဖြည်းနည်းအောင်ကုံအောင်ဆိုရင်မနောကံလေးမှာတတိကတ်လိုက်တာနဲ့ဝစီကံနဲ့ကာယကံမှာတတိတွေကတ်လိုက်တဲ့အကျိုးသည်အကောင်းနေပြောအကောင်းနေလှုပ်ပြတဲ့ကုသိုလ်ကံဘက်ကိုပါမသွားဘူးလားဒါဆိုရင်ချမ်းသာဖို့နီးမလားဆင်းရဲဖို့နီးမလားအဲ့ဒါကိုပြောတာပါဒါကြောင့်ပြိဿကြီးပြောချင်တာကသိ၍တော်၎င်းမသိ၍တော်၎င်းမိုင်မ၍တော်၎င်းတတိလိုက်လို့၍တော်၎င်းလို့ဆရာတော်တွေကဘလောက်ပဲပြောနေနေတိကြီးနဲ့လွန်ကျူးနေကြတာများလားမများလားတတိတွေလွတ်ကြီးနဲ့လွန်ကျူးနေကြတာများမယ်ဆိုရင်အဲ့ဒီကာယကံဝစီကံမနောကံအကုသိုလ်ကံကျွေးတွေကပျောက်သွားမှလားပြန်ရမှလားအရင်တိုင်းရမှလားအတိုးနဲ့ရမှလားအခုဒီအရွယ်ဒီရလိုက်တဲ့အဲ့ဒီအကုသိုလ်ကံကြွေတွက်ကြည့်ရင်တော့မှအတိုးနဲ့ဆိုတော်တော်တက်မနေဘူးလားဒါဆိုနောက်ထပ်အိုက်ကံနေထပ်စုအောင်ပါလားဘာကံနေစုမလဲပြောလိုက်ရင်တော့ချောနေတာပဲဟုတ်လားဒါမဲ့ဒုပရိသဗုဒ္ဓဘာသာဝင်တွေကဘာပဲပြောဘုဒ္ဓဇင်တဘာဝစောစောပြောသလိုတတိလွတ်နေလို့မိုက်ကံအကြောင်းတစ်မျိုးကြောင့်အကုသိုလ်ကံတွေကိုကံကြွေးတွေချနေပြီမဲ့နေ့စဉ်ဘဝမှာဗုဒ္ဓဘာသာတွေကကုသိုလ်ကံကြွေးတွေရောအများကြီးမရှိဘူးလားသိကြတာကတော့ဗျာဗုဒ္ဓဘာသာတကယ်မှန်လေးအဆင့်ရှိတဲ့ဗုဒ္ဓဘာသာဆိုတော့မနခင်မိုးလင်းအင်အားဘုရားပန်းရေကံကတ်အနေဆုံးဩကာသတရဏဂုံသီလလောက်တော့မယူဘူးလားယူတယ်လို့ပြောယူတယ်မို့လားချစ်ပြောလိုက်လွှင့်နေတယ်ပြောတယ်ကျုံလည်းဘယ်နာလွှင့်နေမှမသိဘူးဟုတ်လားအဲ့တော့ပြောချင်တာကနေ့စဉ်ဘဝမှာဖျားနဲ့ဆက်တဲ့ကုသိုလ်ကံပြိဿကြီးအကုန်လုံးမဟုတ်ရင်တော့ရတာများလားမများလားတရားနဲ့ဆက်တဲ့ကုသိုလ်ကံရတာများလားမရတာများတန်ဃာနဲ့ဆက်တဲ့ကုသိုလ်ကံဆိုရင်လည်းပြိဿကြီးဗုဒ္ဓဘာသာတွေကတန်ဃာတွေကိုဥဥပြပြကတ်လို့တော့နေ့စဉ်ဘဝမှာကိုယ့်ရဲ့စာဥစာပြဆွမ်းလေးတွေဟင်းလေးတွေတော့ဆွမ်းလောင်းပြတာများလားမများလားဒါလေးလဲနေတယ်လို့သောမတွက်နဲ့နော်ပြိဿကြီးသမင်းအိုးကိုအချိန်မီကျက်ဖို့ဟင်းအိုးအချိန်မီကျက်ဖို့ဈေးအမှန်မှန်သွားအချိန်မီဝရိယမထားရင်ဒီဆွမ်းနဲ့ဟင်းလောင်းလို့ရမလားဒါကြောင့်ဘုံဘွားအမြဲတမ်းကိုတော်တွေတွေ့ပြောတယ်ကိုတော်တို့တခါတလေလာပြီးသင်္ကန်းအစုံတစုံနဲ့ငွေ100ငွေ1000စသည်လှူတဲ့တကားကိုကျေးဇူးရှိတာလက်ခံနေဒါမဲ့လို့တကားကြရင်ကိုယ့်အတွက်များလေးရလိုက်တဲ့လက်လဘာကိုတန်ဖိုးထင်ပြီးတော့နေ့စဉ်တနေ့တစ်ခွက်မှန်လောင်းတဲ့ဆွမ်းရင်ကိုတန်ဖိုးနေတဲ့ထင်သွားတတ်တယ်နော်ကိုချင်းစာကြီးလို့အဲ့ဒီဟင်းတစ်မျိုးဖြစ်ဖို့အဲ့ဒီထမင်းဖြစ်ဖို့ရန်အတွက်ဈေးဝယ်ရတယ်မီးမွေးရတယ်မီးပြက်ပြီဆိုလို့ချင်းမီးမွေးရပြန်ပြီဒီရတဲ့မှာစိတ်ကတိုးလို့ချင်းမီးပြက်ရင်ဟင်းချက်ရင်နဲ့ငရဲကြီးကပြောဒီနာကောင်းဒီဘီစီဆင်းရင်လည်းဆင်းအောင်မယ်လို့ဟုတ်လားနမူနာပြောပြတာပါဟုတ်လားဆိုတာကအများကြီးသူတို့မှရင်းပြီးတော့မှဒီဟင်းနဲ့ထမင်းဖြစ်တာနော်လို့တက္ကတပည့်တော်တို့ကများတဲ့လက်လာပါကိုတန်ဖိုးထားပြီးတော့နေ့စဉ်မှန်ကတ်တဲ့ထမင်းနဲ့ဟင်းတစ်ခွက်ကိုတ
တန်ဖိုးမရှိဘူးထင်သွားတတ်တယ်ကျောင်းကကိုရင်လေးတွေအမြဲတမ်းပြောတယ်သားတို့မေတ္တာဖို့ဒီစွန်းနဲ့ဟင်းဖြစ်ဖို့သူတို့လွင်တာမဟုတ်ဘူးအစိုးရဈေးသွားအချိန်မီချက်ပုံမှန်လုပ်တဲ့ဘဝတည်းနဲ့ဝရိယမဆိုင်ရဘူးလားဒီစွမ်းတဲ့ဟင်းလေးမှန်မှန်လောင်းနေတဲ့တကယ်သံဃာဒါနကုသိုလ်ကံလေးကိုကနည်းနည်းလေးလို့ပြောလို့ရမှာလားမရဘူးဒါကြောင့်ပြိဿရေဗုဒ္ဓဘာသာတွေမှာနေ့စဉ်ဘဝမှာဖရာတရားသံဃာနဲ့စက်တဲ့ကုသိုလ်ကံကလည်းတစ်ဖက်ကရှိလားမရှိလားဟောဒါဆိုရင်ပြိဿရေဟပ်ပိုင်ဟပ်မျှတော့မျှမသွားဘူးလားသို့တော်ပြိဿရေအဲ့ဒီကံတွေများများကြီးပြုတာလိုက်ကြည့်လိုက်တဲ့အခါကျတော့ကုသိုလ်ကံကတော့ပြုကြပါတယ်ပြိဿရေကုသိုလ်ကံတွေစစ်တမ်းထုတ်လိုက်တာဒါနရဲ့သီလရဲ့သမထရဲ့ဝိပဿနာရဲ့ဆိုတဲ့ကံဒီမှာဘာကုသိုလ်ကံကိုပြုတာများဒါနကုသိုလ်ကံနဲ့ပဲတော်တော်များများအာပတန်ဘူးလားအခုပဲကြည့်လိုက်လေဓမ္မသမင်ကြီးပရိသတ်ရေ၄ပါးတော့ဒါနေမှာရန်ကုန်နဲ့နီးတယ်ဆိုမဲ့အခုကြည့်လိုက်ဒီဓမ္မသဘင်ကျင်းပဖို့တော့အလူငွေတွေအများကြီးမသုံးရအောင်လားအလူငွေမရှိဘဲနဲ့လုပ်လို့ရလားအဲ့အလူငွေတွေအများကြီးပဲရင်ဆိုရင်လေးတစ်ခွက်ပဲလောင်းပရိသတ်ရေကံနဲ့တွက်ရင်တော့ဘာကံလဲစွမ်းဒါနကံနဲ့ဓမ္မဒါနကံဒါပဲကွာတယ်ပြိဿရေဒါလည်းပဲအမြင့်ဆုံးမဟုတ်သေးဘူးဓမ္မဒါနတရားအလူကံပဲရှိသေးတယ်သို့တော့တရားအလူကံဖြစ်ဖို့ရန်အတွက်လူကြီးလူငယ်တွေအာမဆိုင်ကြရဘူးလားဘုန်းကြီးပင့်ဖို့ဘုန်းကြီးအရင်ရှာရသလားအလူငွေအရင်ရှာလားဩဒါဆိုဘာအရေးကြီးဆုံးလဲမလုပ်ရမီပြိဿရေအလူငွေဟုတ်ပါတယ်အလူငွေမရှိဘဲနဲ့ဘုန်းကြီးပင်လို့ရပါမလားဟေးတို့အလူငွေဒီလောက်တော့ရတယ်ဘသူကဘလောက်လူမဲမဲတော့ဘသူကဘလောက်လူတို့အလူကနာဘလောက်ရပြီဟာဘုန်းကြီးပင်လို့ရပြီအဲ့ကြတော့အတ္တသေးရောမလားဘူးလားဒါအပြစ်ပြောစရာလိုလားအလူငွေမပါဘဲနဲ့ဒါတွေဖြစ်လားဒီပန်းအစစ်လားအတုလားအစစ်တွေအလကားရလားပိုက်ဆံပေးရလားဘာနဲ့ဝဲဟိုပန်းလဲအစစ်တွေဘာနဲ့ဝဲဒီမိုင်လဲဘာနဲ့ငါခိုးစက်လဲဘာနဲ့ငါအလကားရတာရှိလားဒီဘုန်းကြီးရောအလကားလားရဘူးပြိဿပြောကျင်တာကလေအားလုံးဟာတကယ်ငွေပေါင်းများစွာယင်းအချိန်တွေပေးပြီးတော့ပြုတဲ့ဒီဓမ္မဒါနကုသိုလ်ကံကြီးတောင်ကောင်းလိုက်တာကိုယ့်ရဲ့အလူကိုအကြောင်းမျိုးတရားတွေနာကြအသိတွေရကြလို့ဆိုပေမဲ့လို့ကံနဲ့တွက်ရင်ဒါနဓမ္မဒါနကံပဲရှိသေးတယ်အလူတကာထဲမှာတော့အမျက်ဆုံးတရားအလူတော့ဖြစ်တယ်တဲ့ကံနဲ့စက်တော့ဘာကံဒါနကံပဲရှိသေးတယ်ပြိဿရေသွားကျင်တာကစောစောတကာကြီးတွေပြောတယ်ဘယ်အထိဘာချမ်းသာရခြင်းအခုဒီမလျှော့သေးဘူးမလျှော့ဘူးလုံးဝမလျှော့ဘူးရောင်းစေးပဲဟလားနည်းနည်းနတ်ပြည်လောက်ဆိုရင်မကျေနပ်ဘူးလားဟာမကျေနပ်ဘူးလေနတ်ပြည်တော်မကျေနပ်ဘူးပြိဿရေဟောဒီထမလုံးကတော့ပြိဿရေဘယ်အထိသွားခြင်းနိဗ္ဗာန်ချမ်းသာရောင်းစေးပဲမလျှော့တော့ဘူးဘယ်လိုမေးမိုးလင်းအောင်မေးလဲမလျှော့တော့အေးပတ်အောင်စောင့်မေးလဲမလျှော့တော့ဟုတ်လားဟုတ်ပါပြီနိဗ္ဗာန်သွားခြင်းတဲ့လူတွေဒါဆိုရင်ပြိဿရေမျောမှန်းတာကနိဗ္ဗာန်ချမ်းသာကံလေးစစ်လိုက်တဲ့အခါကျတော့ဒါနကံနဲ့သီလကံဒီကံလေးနှမျိုးတောင်ပြိဿရေဘာကံကိုများကြီးအကျွေးချတာများလဲဟုတ်ပြီဒါနကံကစောစောပြောလို့ငွေမကုန်မဲနဲ့ရလားနောက်တစ်ဆင့်မြင်တဲ့သီလကံကငွေကုန်စရာလိုလားဩဒါလည်းသိတာပဲစဉ်းစားကြည့်ပါဦးတပြားမှမရှာရတဲ့မကုံတဲ့သီလကံကတပြားမှမကုံရဘဲနဲ့ဗျာဘာဖြစ်လို့သီလကံကိုအာမတန်မဲနဲ့ဒါနကံကိုအာတန်တာလေစဉ်းစားဖို့မလိုဘူးလားသီလယူရတာပိုက်ဆံကုံလားသူများအိမ်မျက်နှာငယ်နဲ့သွားချီးစရာလိုလားကျောင်းကဘုန်းကြီးဘုံဗျာတပည့်တော်ရှင်ပါသီလလေးချီးမြှင့်ပါဗျာဟေးဘယ်လောက်ပေးမှလဲလို့ပြောတဲ့ဘုန်းကြီးရှိလားအဲ့ဒါဘာဖြစ်လို့ပြိဿရေသီလကံကနှီးနေရတာလေအမေမနည်းအောင်ကြိုးစားပါမယ်လေအခုမှထအော်နေဟုတ်လားအဲ့တော့ပြိဿရေအဲ့ဒါပဲတို့အားလုံးဒီဒါနကံလေးနဲ့ပဲပျော်မနေဘူးလားပြ
ရိသတ်ဒါနကံလေးနဲ့ပြောရင်အဲ့ဒီဒါနကံလေးကဒုပရိသတ်ကိုချမ်းသာတော့ရပါလိမ့်မယ်အားကောင်းရင်ဖြူသလောက်အားကောင်းသလောက်ချမ်းသာတော့ရမယ်ဒီဘဝပညာစည်းဝါးရာဒုဂုဏ်တွေနေလည်းရလိမ့်မယ်ဟိုဘကံကိုလို့တည်သွားတဲ့နောက်ပိုင်းကျတော့ပရိသတ်ရေလူချမ်းသာလောက်ပဲရမယ်နတ်ချမ်းသာတော့သိမသေးကြသေးဘူးသူကလူနဲ့ချမ်းသာပဲဒါနအကျိုးကပေးမှဆိုတော့ဒုပရိသတ်လိုချင်တဲ့ချမ်းသာကပါပြီလားမပါသေးဘူးဒီလောင်လေးနဲ့ကျင်တဲ့နေတော့ဒုပရိသတ်ပြောတဲ့နိဗ္ဗာန်တွေကတော့ဝေးတယ်ဒါဆိုရင်နီးကျင်လားဝေးကျင်လားနီးကျင်တယ်ဆိုရင်ဒါနကံအာတန်တယ်လို့သီလကံလည်းအာတန်ဖို့မလိုဘူးလားကဲဒါဆိုရင်ဒုတိယနာပရိသတ်သီလကံကိုဘာကြောင့်ငါတို့ကအာနေရတာလဲသီလကံကြွေးတွေဘာကြောင့်မချဖြစ်တာလဲလို့သူများမမေးနဲ့လေကိုယ့်ဟာကိုယ်ပဲမေးပရိသတ်ရေသီလဟာ၅ပါးသီလအမြဲတမ်းလုံခြုံရမယ်၅ပါးသီလရှိတယ် special day လို့ခေါ်တဲ့ဥပုံနေမှာစောင့်တည်တဲ့၈ပါးသီလရှိတယ်၈ပါးသီလထားလိုက်ပါဦးကဲ၅ပါးသီလကိုပညာရှင်တွေသူတော်ကောင်းတွေကဘယ်လိုဥပမာပေးခဲ့လဲဟောခါကိုပစိုးခါကိုထမိန်ကဲသို့ဟုတ်တာပေါ့ခါကိုပစိုးခါကိုထမိန်မပါရင်သူများရဲ့အရှက်ခွဲခြင်းမခံရဘူးလားအပြောင်းလောင်းမခံရဘူးလားဒီတိုင်းပဲကိုယ်မှ၅ပါးသီလမလို့ရင်ပညာရှိသူတော်ကောင်းတွေအကဲ့ရဲ့ခံရတယ်တဲ့ဒါကြောင့်ခါကိုပစိုးထမိန်မြဲသလိုပဲ၅ပါးသီလကိုဘာလို့ရမှာလဲမြဲရမှာဆိုတော့အဲ့သီလကံကြွေးကလည်းတခါတလေမဟုတ်ဘူးအမြဲတမ်းကို၅ပါးလေးကဟိုထမလုံးဆိုတဲ့လုံနဲ့អော်နေဖို့မလိုဘူးလားအခုကြတော့ပြိဿရဲ့ကဲ၅ပါးသီလကိုអော်ကြမယ်ဆိုပါတော့ထမလုံးဆိုတဲ့အတိုင်းတပည့်တော်ကလည်း၅ပါးသီလလုံလို့អော်မလားထမလုံးလိုပဲထဖြုတ်မလုံးလို့អော်မလားဘလို့អော်မလဲကဲ၅ပါးသီလကိုတပည့်တော်အစ်စေပါရှင်မရရင်လုံပါတယ်လုံလို့អော်နိုင်ပါတယ်လို့អော်ရင်လားဘာဖြစ်လို့မလုံတော့ဘယ်နှပါးရှိလဲငါ၃ပါးလောက်ဆိုလုံပါတယ်ဟုတ်ပြီနောက်ဘုရားတဆူပွင့်ပညာရှင်နေတဲ့ဘုရားရှင်ကိုရှောက်ပေးမယ်ဓမ္မလုံးရောအတွက်စပယ်ကျဲသီလ၃ပါးသီလလောင်ချတာပြီ၃ပါးလောက်ဆိုရင်တော့လုံပါတယ်ရှားကြပပတော့ကြားပြီဟုတ်ပြီဒါလည်းမစိုးပါဘူး तू လုံတာ तू ပြောတာဟုတ်လားဘယ်၃ပါးလို့တော့ကြိုးလည်းမမေးတော့ပါဘူးလားအဲ့တော့ပြောချင်တာပြိဿရေသီလကုသိုလ်မှာလဲဥပုသ်သီလကြီးမဆောက်တည်နိုင်ရင်တော့မှ၅ပါးသီလမလုံမှုလွတ်နေတယ်ဆိုတာလဲအနည်းကျုပ်ပြိဿရေဘာလွတ်နေတာလဲတတိလွတ်နေတာပဲဘာဖြစ်လို့လဲ၅ပါးသီလဆိုတာခုတည်းကအကုသိုလ်တွေအတူတူပဲလေ၅ပါးသီလခြုံလိုက်ရင်ပြိဿရေကာယကံ၄မျိုးဝစီကံ၁မျိုးဒါပဲမို့လားကာယကံ၄မျိုးဝစီ၅ပါးသီလဆိုတာမနောကံမှာထိမ့်เสียမလို့ပဲဝစီကံနဲ့မပြောခင်ကာယကံနဲ့မလွန်ကျူးခင်စောစောဘုံဘုံပြောလို့တတိလေးကတ်ပါဏာတိပါဒသူ့အတန်လေးတတ်တော့မယ်ဟောတတ်တော့မယ်ဆိုတော့ပြိတတိလေးကဟဲတတ်ရင်ပါဏာတိပါဒငါတပားကျိုးတော့မှာပဲပြိတ္တလက်ကလေးကပြိမအုပ်ဘူးလားအဲ့ဒါတော့မှပြိတ္တရဲ့စိတ်ကတအားတုံနေပြီချင်းရနဲ့ကိုက်နေတာကြာပြီသူရနဲ့ဝါနေတော့ငါပါဏာတိပါဒတပားကျိုးတော့မှမလို့ရင်းနေမနေတော့မထုံးခဲ့ခဲ့တော့လားနေတယ်အဲ့ဒါတော့ကြီးနေတိတိတော့ငါမတက်တိုင်းတော့ချပြီကွယ်ဟလားသွားပြီလေပရိသတ်ပြောချင်တာကအဲ့ဒါလေဘာကတ်ဖို့လို့တယ်တတိကလိုက်ပါဏာတိပါဒသူအသက်တတ်ဖြစ်မလားအရိဏနန္ဒခိုးဖြစ်မလားသူများအိမ်ရမှားဖြစ်မလားအရက်ဆိုင်သွားမလားအခုသွားတာများလားမသွားတာများလားတယောက်တည်းသွားလားအဖော်နဲ့သွားလားရိုးပြန်လားမူးပြီးပြန်လားမူးပြီးပြန်တော့ဆဲပြီးပြန်လားငိမ့်ပြန်လားကောင်းတာပါတကူမှမကောင်းအဲ့ဒါကြောင့်ပြောချင်တာဒုတိယနာပိသအကုန်လုံးတတိတလုံးလွတ်ထွက်သွားလိုက်တာတဲ့ကာယကံနဲ့အကုသိုလ်ကံဝစီကံနဲ့အကုသိုလ်ကံပေါင်းလိုက်တာပရိသတ်ရဲ့အကုသိုလ်ကံကြွေးသည်ဟောဒီ၅ပါးသီလသာတတိကတ်ထားရင်ကံကြွေးကကုသိုလ်ကံကြွေးဖြစ်ပြီးတော့အကုသိုလ်ကံကြွေးတွေလွတ်မသွားဘူးလားအခုပရိသတ်ရဲ့၅ပါးသီလတော့မလုံမှုဆိုမှတော့အကုသိုလ်ကံကြွေးကအဲ့မှနေအကုန်ပါမသွားဘူးလား
ဒါကြောင့်လိုချင်တာကနိဗ္ဗာန်ချမ်းသာလိုချင်တာအပြစ်မပြောပါဘူးသို့တော့ချမ်းသာလိုချင်တဲ့ငါသည်ကံကြွေးတွေချနေတာကဒါနကံလောက်လေးနဲ့ကျင့်နေပြီးတော့သီလကံတော်ငါကမလုံးအော်နေတယ်ဆိုရင်တော့ခြေသမားပြောသလိုပဲငါနဲ့တည်တိုက်တာနဲ့ဟိုငရဲကိုပလုံနဲ့တန်းသွားမှာပဲအဲ့လိုတွေသတိထားဖို့မလိုဘူးလားဟုတ်တယ်ဒါကြောင့်ဒုတိယနာပိသသီလကုသိုလ်ကံလည်းပဲတတိကပ်ရင်ကုသိုလ်ကံကျွေးဖြစ်သွားမလားအကုသိုလ်ကံကျွေးဖြစ်သွားပရိသတ်ဒါနကုသိုလ်ကံကိုမိမိကိုအညာအဝရိယနဲ့နေဖို့မဟုတ်ရမရှောင်းအရက်နေပဲမရှောင်းတချို့နိုင်ငံခြားကိုရီးယားတွေစင်ကာပူတွေမလေးရှားတွေကိုယူရီးယားတွေကိုသွားပြီးတော့တောင်ရှာနေရတာမရှာဘူးလားရတဲ့အရာဝတ္ထုပိုင်ဆိုင်မှုတော့လွယ်စွန့်နိုင်လျက်ခင်နဲ့တပြားမှပကုံနဲ့ဟောဒီသီလကုသိုလ်ကာယကံနဲ့ဝစီကံတတိလေးကတ်ထိန်လိုက်တာနဲ့ပြိအုပ်လိုက်တာနဲ့လုံခြုံမဲ့သီလသည်တပြားမှလည်းမကုံသလိုရလိုက်တဲ့ချမ်းသာကလည်းမြင့်သွားမလားနှိမ့်သွားမလားလူချမ်းသာနတ်ချမ်းသာသိကြမသွားဘူးလားသီလကုသိုလ်လုံတဲ့ပုဂ္ဂိုလ်တွေကပြိဿရဲ့အမြဲတမ်းတတိအားကောင်းနေအလုံးလုံးရင်တတိလွတ်တာသိမရှိတော့ဘူးအစတည်းကဒီမှာဝစီကံနဲ့ကာယကံကိုတတိနဲ့ထိန်းနေတော့အဲ့တတိနေကအလုံးလုံးတဲ့နေရာကျောင်းသားဆိုရင်စာကြတဲ့နေရာစီးပွားရှာနေစီးပွားရှာတဲ့နေရာတရားရှာနေတရားရှာတဲ့နေရာဒီတတိလေးကအကျင့်ပါမသွားဘူးလားသီလလုံရင်လူပုံအလင်မှာလဲပြိဿရဲ့မျက်နှာပွင့်တယ်တင့်တယ်ရဲမယ်မရှိဘူးလားသီလမလုံတဲ့လူအစာတွေကသူ့အတူကြောက်မနေရဘူးလားဘုံဘုံတော်ငယ်တုန်းကဆရာတော်ကြီးတပါးပြောတယ်ဟိုလူကြီးတွေခင်တော့ပေါ့လေလူတွေနဲ့တွေ့လက်တော်မြောက်တယ်ပြုံးတာလည်းပြိဿရဲ့ဟိုဆရာတော်ပြောတယ်ဒီကောင်တွေတယုံမျိုးတွေကွာတယ်ဟာဆရာတော်လို့အဲ့နေရာကတယုတ်တွေလုံးမရဘူးဟာမင်းဟိုကောင်လည်းတွေ့ရင်တွေ့တဲ့ကလေးဖတ်နားနေတာလေဟိုကောင်လည်းတွေ့ရင်ပြုံးတာမင်းပြုံးတာကြီးတမျိုးကြီးပဲတဲ့ငါနာမည်မဲ့တာနာမည်ဘယ်သူလဲကြောက်ကြည့်ပြုံးကြောက်ကြည့်ပြုံးတယ်ပြိဿရေဟိုတယောက်ကြတော့ပြိဿရေသူ့နာမည်ရှိမှရှိရနန်းလေးထည့်ပေးလိုက်တယ်ငမ်ဘာလို့ကလေးတွေဖတ်ပဲနန်းနေရကလေးချစ်မှန်းပြီးတော့လူကြီးတယ်လူကြီးကလူကလေးချစ်တယ်ဆိုကျဉ်းတတ်သွားတာပါပြိဿရေအဲ့တော့ပြောချင်တာကအဲ့ဒါအနစ်ချုပ်လိုက်ရင်ကိုကသီလမလုံထားတော့မြင်သမျှပြိဿရေကြီးကန်းတောင်းမောက်သွားမနေရဘူးလားသီလလုံတဲ့လူကခေါင်းမော့ရင်ကော့ပြိဿအလင်မှာရဲရဲတဲ့အကုန်လုံးကလည်းသီလလုံရင်သူကလေတကယ်ကိုတော်တာတကယ်ကိုကျင်တရားကောင်းတာချီးမွမ်းတာနေမကြားရဘူးလားတည်တဲ့အခါမှာလဲသေကာနီးမှာလဲပြိဿရင်တွေးဝင်နဲ့တတိလက်လွတ်မသိရဘူးတဲ့သီလကိုတတိကတ်ထိန်းတဲ့အကျိုးသည်သေကာနီးအထိအမှတ်တတိနဲ့သေခွင့်ရတယ်သေပြီးရင်လဲပြိဿရင်စဉ်းစားမနေနဲ့ဘယ်ရောက်မှလဲခင်ဗျားတို့နှချမ်းသာတတ်ရပြီမကောင်းလားတပြားမှမကုန်မဲနဲ့ကိုယ့်ရဲ့ဝစီကံနဲ့ကာယကံလေးကိုတတိလေးကပ်ပြီးတော့ပြိအုပ်လိုက်တာနဲ့သီလရဲ့ချမ်းသာရပြီဆိုတော့ဗျာဒုတရားနာပြိဿထိတဲ့ကောင်းတာရှိအောင်မလားသီလလုံရင်ဘယ်ချမ်းသာရနတ်ချမ်းသာတက္ကမကြီးဘယ်လောက်များအဆင်ပြေနေနတ်ပြည်ချမ်းသာရသွားရင်နတ်သမီးနတ်သားဆိုတာလေယူဇနာတရားကအရာဝတ္ထုတခုကိုလိုချင်လိုက်တာလို့စိတ်လေးနဲ့နော်နှုတ်တော်မို့စိတ်လေးနဲ့တန်းတလိုက်တဲ့ဘတ်ဆိုလက်ထဲရောက်ပြီအမလီဒီခေတ်တော်ကြီးခွင်းနဲ့ဘယ်တော့မှတွက်ချေကိုင်းတယ်ဓမ္မကြီးတို့ငါကောင်းလည်းဖြူလောက်ပြီတရားပွဲသွားပါဟဲ့မဲကျင်လိုက်တာအေးစေးပဲဘာလို့ဆရာလဲဘယ်ဆိုင်မှသွားဆရာမလို့ပြိဿရဲ့ဆေးရှာဆရာမလို့ခက်လက်ခက်ငယ်ဓမ္မတွေဆိုလို့ချင်းငါတတူးမထွားသေးတတူးလေးထိုးရင်လိုက်တာโอเคပြီးသွားပြီထိုးပြီးသွားပြီဒါလေးအကုန်ပြီးသွားပြီပြိဿရေဘယ် beauty parlor မှရှာစရာမလိုစိတ်နေတာတောင်းတာအကုန်လုံးမရဘူးလားနောက်ဆုံးဘယ်လောက်ထိတောင်းတလို့ရလဲဒီနတ်သားကြီးပြင်းလိုက်တာနတ်သားအသစ်လေးရောက်ပါစေရတယ်အဲ့ဒါလည်းပြောချင်တာပြိဿရေနတ်ချမ်းသာအထိသီလကပေးတယ်သို့တော့နတ်ချမ်းသာတိရပြီမဲ့လို့ဒုပရိသတ်ကဘာချမ်းသာတောင်းနီးတော့နီးမလာဘူးလားသို့တော့ရောက်ပြီလားဟောဒါဆိုရင်ဒုတရားနာပရိသတ်တွေဒါနနဲ့သီလရဲ့စွာသည်လူချမ်းသာနဲ့နတ်ချမ်းသာတော့ရတယ်သမထမပါသေးရင်ပရိသတ်ရဲ့ဗျမချမ်းသာတော့ရပါမလား
သမထဘာဝနာတော့ဇံရတဲ့အဆင့်ရောက်မှဗြဟ္မချမ်းသာရမယ်တဲ့ထားလိုက်တော့သမထဘာဝနာဒီလောက်ပဲထားတကယ်သွားရမှာကဒုပရိသတ်တောင်းတနေတဲ့နိဗ္ဗာန်ချမ်းသာဆိုရင်တကယ်ရအောင်ရှာရမယ်နိဗ္ဗာန်ချမ်းသာသည်ဝိပဿနာကုသိုလ်ကံမပါဘဲနဲ့ရမလားဝိပဿနာကုသိုလ်ကံတော်နော်ပရိသတ်ရင်နှစ်မျိုးရှိတယ်ဝိပဿနာဉာဏ်လောက်ပဲရအောင်အားထုတ်တဲ့ဝိပဿနာကုသိုလ်ကံဆိုရင်အချီးနှီးတော့ဖြစ်မတော်ဘူးဥပမာပေါ့တရားစခန်းဝင်တဲ့တရားအားထုတ်မယ်ယုံနာကွဲတဲ့ဉာဏ်အကြောင်းကျိုးတွေသိတဲ့ဉာဏ်ဖြစ်ပြမြင်တဲ့ဉာဏ်စတဲ့ဝိပဿနာဉာဏ်တွေတော့ရပြီဆိုရင်ဟဲ့ဒါလေးပဲလားဟဲ့တို့တော့မရောက်ရဲပဲနဲ့စိတ်ထဲမချမ်းသာမဖြစ်နဲ့အဲ့ဒီဉာဏ်လေးရလိုက်ရင်တော့ဒုပရိသအချီးနှီးမဖြစ်ဘူးတဲ့ကြိုက်တဲ့အချိန်သိအပေတကားပိတ်တဲ့ချမ်းသာတော့ရသေးတယ်ပရိသတ်ရေဝိပဿနာဉာဏ်နဲ့သိတဲ့ပုဂ္ဂိုလ်ဘာချမ်းသာရနိုင်ရှင်းရှင်းလေးပဲလေအပေတကားဘယ်နှပေါက်ရှိလဲ၄ပေါက်ပြောအပေတကား၄ပေါက်ပြောသူတို့အပေါက်တွေကျတော့သိတယ်ဗျာပိဋကရေငရဲတိသံပိဋကအတုရကအပေတကားပိတ်ပါတော့ဒီတကားပေါက်၄ပေါက်ပိတ်ပြီဆိုမှတော့ဒီဘက်ကတကားပေါက်ကလူဘဝသွားမဲ့တကားပေါက်နတ်ဘဝသွားမဲ့တကားပေါက်မြမသွားမဲ့တကားပေါက်ကောင်းတဲ့တကားပေါက်ကအော်တိုမက်တစ်ရောက်မသွားဘူးလားဒီဘက်က၄ချောင်းပိတ်ရင်ဒီဘက်က၄ချောင်းကလမ်းချောင်းပေါ်သွားပြီဆိုတော့ဝိပဿနာကံအထိသွားလိုက်တာနဲ့ဒုတရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေရိုးရိုးလေးစဉ်းစားကြည့်လူတယောက်ဟာရိတ်တာသွားတရားအားထုတ်ပြီးဆိုရင်ရိတ်တာဝင်လိုက်တာနဲ့ဘုံဘုံတို့အကြောင်းဆို၈ပါးသီလအော်တိုပြန်တဲ့အထိလုံပြီးသားဖြစ်သွားပြီမိမိစွမ်းနိုင်နေတဲ့နေ့စဉ်ဓမ္မပူဇာစသည်ဖြင့်လူတွေဒါနကုသိုလ်ပါမသွားဘူးလားဒါကြောင့်ဝိပဿနာကံအထိရောက်အောင်သွားအဲ့ဒါဆိုရင်အောက်ခြေရပြည့်တဲ့ဒါနကံသီလကံကလည်းအမြင့်စားအဖြစ်နဲ့ဝိပဿနာမှန်ရင်ကိလေသာငြိမ်တဲ့နှလုံးသားကနေပြုတဲ့ဒါနသီလကံတွေဖြစ်မသွားဘူးလားဒါဆိုရင်ဒုတရားနာပရိသတ်တောင်းနေတဲ့ရည်မှန်းထားတဲ့နိဗ္ဗာန်ချမ်းသာရဖို့ဆိုရင်အနည်းဆုံး10ရက်15ရက်ရက်20တလ2လလောက်တော့ရိတ်သားမှာနီးစနစ်ရအောင်ယူတဲ့ဝိပဿနာကံလေးမပါဘဲနဲ့နီးနိုင်မနီးနိုင်ဒါတော့ဝိပဿနာဉာဏ်လောက်နဲ့ပြီးသွားရင်အပေတကားတော့ပိတ်ပြီးလူချမ်းသာနတ်ချမ်းသာတခုခုတော့သေချာပေါက်ရပြီနိဗ္ဗာန်ချမ်းသာရောက်ပြီလားအဲ့ဒီနီးစနစ်လေးကိုပဲမယမနာဒလဇတ်နေ့စဉ်ရက်ဆက်အားထုတ်လိုက်မယ်ဆိုရင်အဲ့ဒီဝိပဿနာကုသိုလ်ကံကြတော့ပြိဿရင်ပါရမီပြည့်လိုက်တာနဲ့အနေဆုံးသောတာပတိမဉ္ဇဉ်ဘုံဉာဏ်ရတဲ့သောတာပန်အဆင့်များရောက်သွားပြီဆိုရင်ဒုတရားနာပြိဿအဲ့ဒီအဆင့်ကြတော့သိကြသွားပြီဒုပြိဿရခြင်းလို့ရှာနေတဲ့နိဗ္ဗာန်ချမ်းသာအများဆုံး9ဘဝဖြတ်သန်းပြီးရင်ရသွားပြီသိကြမသွားဘူးလားဒါတော့ဘယ်နှဘဝကျန်သေးလဲသဂရကံဖြင့်တဘဝအနာဂံနဲ့ယဟန္တာဖြင့်သိကြသွားပြီအဲ့ဒီကြမှာဒုပရိသတ်မျှော်မှန်းတဲ့နိဗ္ဗာန်ချမ်းသာရမှာဖြစ်ပါတယ်ဒါကြောင့်အကုသိုလ်ကံကြွေးတွေနဲ့ပဲအချိန်ကုန်ရင်တော့တစ်ချိန်အဲ့ဒီအကုသိုလ်ကံကြွေးကလည်းအတိုးနဲ့တကွပြန်ပြီးဆက်ပြီးခံရမှာဖြစ်ပါတယ်မပေါ့ပါနဲ့ကုသိုလ်ကံကြွေးတွေချတဲ့နေရာမှာလေကိုကနိဗ္ဗာန်ချမ်းသာတည်မှန်းထားတယ်ဆိုရင်ဒါနသီလလောက်လေးနဲ့ရောက်ရဲမနေပါနဲ့ဝိပဿနာကိုအစင်မြင့်မြင့်မဉ္ဇဉ်ဖုန်ဉဏ်အထိအားထုတ်နိုင်ရင်တော့ပါရမီနဲ့ပါမယ်ဆိုရင်တော့ပြိဿရင်သေချာပေါက်နိဗ္ဗာန်ချမ်းသာအထွက်လမ်းကြောင်းပေါ်ရောက်မသွားဘူးလားသို့တော့နိဗ္ဗာန်ချမ်းသာရလောက်အောင်မဉ္ဇဉ်ဖုန်ဉဏ်အဆုံးထိမရသေးတဲ့ပါရမီကလည်းမပြည့်သေးတဲ့ပုဂ္ဂိုလ်ဆိုရင်တော့မှအနေဆုံးပြိဿရင်အပေတကားပေါက်ပိတ်ပြီးတော့လူချမ်းသာနတ်ချမ်းသာပြန်မရဘူးလားရတယ်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီကံကြွေးကိုပြောတာနားလည်ပြီလားဘေကဝေပရိသတ်လေးပါချက်သားချက်သားမိတော့ပုံညာဝါသင်တို့ကိုယ်တိုင်ဒီဘဝကြီးထဲမှာပြုကျင့်ထားတဲ့ဒါနကံသီလကံအမြင့်ဆုံးဖြစ်တဲ့ဝိပဿနာကုသိုလ်ကံသီသာလျင်ဒုက္ခသင်တို့ရှာနေတဲ့ဒီဘဝချမ်းသာမျိုးစုံနဲ့လူနဲ့နိဗ္ဗာန်သုံးတန်ချမ်းသာကို
ဇနိတိမုတ်ချမသွေရစေဖြစ်စေပါ၏အဘုံညာသင်တို့ကိုယ်တိုင်လွန်ကျူးလိုက်တဲ့အကုသိုလ်ကံအဆိုးများကတော့ဒုက္ခသင်တို့မလိုချင်ပါဘူးမုန်းပါတယ်ကြောက်ပါတယ်ဆိုတဲ့ဒီဘဝဆင်းရဲမျိုးစုံနဲ့အပယ်ဆင်းရဲတို့ကြာရောက်ရခြင်းစားတဲ့ဆင်းရဲမျိုးစုံကိုဇနိတိမုတ်ချမသွေဖြစ်စေရစေပါ၏နားလည်ပြီလားတိုက်တွန်းတဲ့စကားလေးနားထောင်ကြည့်ပါဦးဓမ္မတို့ကြောင့်တုံးမင်းသင်သူတော်ကောင်းအပေါင်းတို့သည်ပုံညာဝါဒီဘဝချမ်းသာမျိုးစုံနဲ့လူနဲ့နိဗ္ဗာန်သုံးတန်ချမ်းသာရစေနိုင်ကြောင်းကုသိုလ်ကံအကောင်းများကိုသာလျင်ကာတဗံကာတဗမိဝကောင်းစွာမသွေကျိုးစား၍ရှာပွင့်ပြုအပ်ပါ၏အဘုံညာအဘေဒုက္ခတိရောက်မည်အကြောင်းဝါဒီဘဝလည်းဆင်းရဲမျိုးစုံရနိုင်အပေဆင်းရဲလည်းကြနိုင်တဲ့မကောင်းတဲ့အကုသိုလ်ကံအဆိုးများကိုနာဇကာတဗံဘေသောအခါမှမပြုခြင်းအပ်ပါပေဣတိသောဘဂဝါဘုံတော်6ပါးသခင်ဖျားရှင်ကိုရောမြတ်ကြီးသည်ဩဇာကရုဏာရှိသွားမေတ္တာအဖြင့်မိန့်ကြတော်မူခဲ့ပါပေတည်းပရိသတ်ကုသိုလ်ကအကျွေးအကုသိုလ်ကအကျွေးပြန်မပြီးရင်မရဘူးဆိုတာလေးကိုနည်းနည်းလေးအာယုန်လေးပြုကြည့်ရအောင်မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကဘုရားရှင်ဇေတဝန်ရွှေကျောင်းမှာတည်င်းသုံးတဲ့အချိန်မြတ်စွာဘုရားကြီးဘယ်မှာပဲတည်င်းသုံးတော့နတ်နတ်မိုးတော့အလင်းရောက်ရင်ခန္ဓာကိုယ်ဒီတိုက်တော်ကနေစัจ java လာရဲ့အဆုံးအထိရွှေဉဏ်တော်ကွန်ရက်ဖြန့်ပြီးတော့ကြည်လိုက်တယ်ဘာကိုကြည့်တာလဲဆိုရင်ဒီကနေ့ငါဘုရားရဲ့တရားကိုနာပြီးရင်ဘယ်ပုဂ္ဂိုလ်များတရားဒုတရားမြတ်တွေရပြီးတော့တရားရဲ့ချမ်းသာကိုခံစားရမလဲပုဂ္ဂိုလ်တွေကိုလိုက်ပြီးတော့ရွှေဉဏ်တော်နဲ့ကြည်တာအဲ့တော့ဒီလိုကြည်နေတဲ့တနေ့မြတ်စွာဘုရားရွှေဉဏ်တော်နဲ့ကြည်တဲ့အချိန်အော်ထူးထူးဆန်းဆန်းပဲပြိတ္တိုင်ဒီကနေ့မြတ်စွာဘုရားရဲ့တရားကိုနာကြားပြီးတော့တရားရမဲ့ပုဂ္ဂိုလ်တရားရဲ့ချမ်းသာကိုခံစားရမဲ့ပုဂ္ဂိုလ်သည်တခြားအဝေးကြီးမှာမဟုတ်ဘူးတဲ့ဘုရားရှင်သရင်သုံးတဲ့ဇေတဝန်ရွှေကျောင်းတော်တွေကတိတ်တမြည်ရတဲ့မထေမြတ်ကြီးကိုမြတ်စွာဘုရားမြင်တော်မူတယ်ပြိတ္တိုင်ပဲမထေအပြည့်အစုံပြောရင်ပုတိဂတ္တတိတ်တမထေလို့ပြောအဲ့တော့မြတ်စွာဘုရားပုရိကတတိတ္တမထေကြီးတရားရမှာမြင်တော့ငါသားတော်ကြီးပုရိကတတိတ္တမထေကြီးတရားရမှာပဲဒီကိုယ်တော်ကြီးဘယ်မှာများရောက်နေလဲရွှေဉဏ်တော်နဲ့ဖြန့်ကြည့်လိုက်တော့ပရိသတ်ကြီးမြတ်စွာဘုရားရဲ့ရွှေဉဏ်တော်မှာဘယ်နေရာမှာသွားပေါ်လဲဆိုတော့မထေမြတ်ကြီးကနေတကိုယ်လုံးမှာအနာရိနှိမ့်ဆက်လို့ပရိသတ်အနာကပြီးပုတ်သွေးပုတ်တွေကကြိုက်ခဲတဲ့အတွက်ညှဉ်းညူးပြီးတော့ကျောင်းဆောင်လေးရဲ့ရှေ့ကဝါကွတ်ပြစ်ပေါ်မှာလေတပါးလေးလဲပြီးတော့ဟင်းနဲ့တတိယတစ်ချက်မရတစ်ချက်နဲ့ဝေဒနာယောဂရဲ့ဝေဒနာတန်ကြခံစားနေရတယ်ပရိမြတ်ကြီးပရိသတ်အနာကပြည်ပုတ်သွေးပုတ်ရဲ့တန်ကြကြောင့်ကြိုက်ခဲပြီးတော့ဘာဖြစ်နေညှဉ်းညူနေတယ်ဒီတော့မြတ်စွာဘုရားမြင်တော်မူတော့ငါသားတော်ကြီးဘယ်သူမှမပြုစုပါလားပေါ့ကြည်ပရိသတ်ဒီဝေဒနာမဖြစ်ခင်အကြောင်းလေးပြောပြမယ်ဒိဋ္ဌမထေမြတ်ကြီးဟာအစတုန်းကမြတ်စွာဘုရားရဲ့တရားကိုနာတကယ်ကိုတရားတရားနဲ့တော်ပြီလူပေါင်းမနေတော့ဘူးသာသနာပေါင်းမှာပဲငါယဟန်ပြုတော်မယ်ဆိုတခါတည်းယဟန်ပြုမြတ်စွာဘုရားရဲ့တရားကိုလေပရိယတ္တိစာပေသင်ကြားမှုရောပฏิပတ်တိဝိပဿနာတရားရှုမှတ်မှုရောနှစ်မျိုးလုံးရအောင်သင်နှစ်မျိုးလုံးလဲစာတိခန္ဓာအတိနှစ်မျိုးလုံးသိအောင်ကျင့်ထားတဲ့သင်ထားတဲ့မထေမြတ်ကြီးဘလောက်တောင်တော်လဲဆိုရင်ဇေတဝန်ကျောင်းထဲမှာသူစာသင်ပေးထားတဲ့တပည့်ယဟန်ဒီအများကြီးရှိတယ်ပฏิပတ်တိတရားအကျင့်ခန္ဓာ၅ပါးမှာကျင့်တတ်အောင်သင်ပေးထားတဲ့ယဟန်ဒီလည်းအများကြီးပဲလူလိုပြောရင်တပည့်များစွာရဲ့ဆရာတပြေးတပြေးနဲ့သတ္တဝါတော်ကြီးရင်လာလိုက်တာစာသင်ကြရင်တရားပြရင်တရားပြရင်စာသင်ကြရင်နဲ့ကြီးလာလိုက်တာတနေ့ကျတော့သတ္တဝါတော်ကြီးတဲ့ဒီမထေမြတ်ကြီးမှာလေ
နန်းစိလောက်ရှိတဲ့အနီဇက်အနီပုလေးတွေခန္ဓာကိုယ်မှာပေါက်လာပေါက်လာတဲ့ကဇီမီတို့လေးနဲ့လေးမဟိုလိုလို့ဒီလိုလို့မပြောက်ဘူးမပြောက်ရုံနဲ့မုံပြိတ္တိုင်တပြေးတပြေးနဲ့အဲ့ဒီအနာသေးတွေကနေပဲနောက်စီလောက်လေးကြီးလားဟာမပြောက်ဘူးထက်ကြီးလားပဲစင်ကုန်လောက်ဖြစ်လားဟာမပြောက်ဘူးထက်ကြီးလားနောက်ဆုံးဘလောက်ကြီးတော့ဇီးပြူသည်ဖန်ကားသည်လောက်အလုံးနေတကူလုံးမှာပွားနေအောင်နောက်ပိုင်းကျတော့ပြိတ္တိုင်ဇီးပြူသည်ဖန်ကားသည်အလုံးလောက်တော့မဟုတ်တော့ဘူးတဲ့ဒီ joint တွေပေါ့အဆစ်တွေနေရာကြီးတွေကအိုးရှိသည်လုံးလောက်ရှိတဲ့အနာကြီးတွေကန်ထွက်ပြီးတော့အနာဒီအကုန်လုံးကလည်းပြည်ပုတ်သွေးပုတ်တွေရှိတဲ့အခါကျတော့လေကြာတော့ပြည်ပုတ်သွေးပုတ်တွေကပေါက်ထွက်စောစောပိုင်းတော့တပည့်ယဟန်နေအကုန်လုံးကဟာသင်္ကန်းလေးလျှော်ပြီးဖိုင်ရည်လေးဆေးပေးပြုစုပေးသေးတယ်နောက်ပိုင်းကျတော့အနာကြီးတွေကြီးပြီးပြည်ပုတ်သွေးပုတ်တွေကတကိုယ်လုံးကြီးလိုဖြစ်နေတဲ့ကပရိသတ်ဟိမထေရမြတ်ကြီးရဲ့အနတ်ကအရှင်လက်လူရဲ့အပုပ်နတ်လိုဖြစ်နေတယ်ဒါကြောင့်တိတ်သဆိုတဲ့အမည်ဘွဲတော်ရဲ့ရှေ့မှာပုတိဂတ္တဆိုတဲ့စကားလုံးတစ်လုံးပါသွားတယ်ပုတိဂတ္တဆိုတာအရှင်လက်နဲ့ပုတ်နေတဲ့ခန္ဓာကိုယ်ရှိတဲ့တိတ်သမထေရကြီးလို့ဒီလိုပြောတာပရိသတ်အရှင်လက်ဘာဖြစ်နေလဲအပုံနဲ့ထွက်နေတာအဲ့လိုလူမျိုးလောကမှာတွေ့ဘူးလားမတွေ့ဘူးလားဘုံတွေ့ဘူးတယ်တွေ့ဘူးလိုက်တာမှလေအဲ့ဒီကိုတော်တွေ့လိုက်ဘုံကြီးပဲပြီးခဲ့တဲ့နေ့ကမှဘုံနေပြီးတော့မှကိုယ်တိုင်သွားလူလိုက်တာဒီကဒေါက်တာသောဘကတော့တငယ်ချင်းတွေကအင်တာနက်တင်လိုက်တော့ဟာအဲ့လိုကိုတော်ကြီးရှိလားလို့ငါဘုရားရဲ့စာထဲမှာပဲတွေ့ဘူးတော့ကွာလို့အပြင်မှာကူမှမြင်မှုတယ်ပိဿကြီးတကိုယ်လုံးမျက်လုံးလေးပဲကြံတယ်ခေါင်းဆိုလေအဲ့လိုအသဘွားကြီးတွေထွက်ပြီးတော့အဲ့လိုအဖူကြီးတွေဘိုက်ကြီးဆိုရင်ဘိုက်နှလုံးစာကြီးဘုံသွားတဲ့အချိန်မှာအဲ့ဘိုက်ကနေထွက်တဲ့အသဘိုးကြီးကလေဘုံတော့အညာမှာပြားပကြီးအုံကြီးလိုပဲအကုန်လုံးကအဖူးပိန်နေတယ်တခါတည်းညုံမဲတာပဲအဖောင်းကြီးနေအဲ့ဒါခွဲစိတ်တဲ့ဆရာကအဲ့ဒါကြီးတခါတည်းအပိုးကြီးအကုန်လုံးဖြတ်ချမလိုက်တာဖြတ်ပြီးအဲ့နေရာလေးကိုဆင်းလေးပြီးတာတော့ဩဖယားလက်ထက်ကကြားဘူးတဲ့ဝေဒနာတွေကတကယ်အပြင်မှာရှိတာပဲတော်တော်လေးကိုလေမြတ်စွာဘုရားကိုစိတ်ထဲမှာမှတ်ပြီးဩဘုရားရှင်လက်ထက်ကဝေဒနာတွေကမယုံစရာကြီးလို့အပြင်မှာတကယ်ရှိတာပဲဘုံပြီးခဲ့တဲ့နေ့ကမှတွေ့ရတာသွားလူလိုက်သေးတယ်သိန်း136သိန်းလောက်နေသွားလူလိုက်သေးတယ်အခုလည်းအဲ့ဒီကိုတော့2လတစ်ခါကုရတယ်အာယူပြီးပြန်ကုရတာဒါပေမဲ့မလွယ်ပါဘူးတကူလုံးကြီးပဲလေအဲ့တော့ပြောချင်တာမထေရမြတ်ကြီးအဲ့လိုတကူလုံးပုတ်ပြီးတော့နန်လာတဲ့အခါကျတော့ဘုဒ္ဓဇင်သဘာဝပရိသတ်ရဲ့အနတ်မခံနိုင်တာနဲ့ယွန်နာနဲ့တပည့်တွေကမလာကြတော့မလာတဲ့အခါကျတော့မထေရမြတ်ကြီးပြည်ပုတ်သွေးဖို့ဖယ်ရှားပေးမဲ့တပည့်မရှိစိတ်တိုက်မဲ့တပည့်မရှိတော့ကျောင်းကြီးကကိုပြစ်လေးပေါ်မှာတပါးတဲ့အဲ့ဒီပြည်ပုတ်သွေးဖို့ကြိုက်တဲ့ဓာတ်ချက်ကလည်းတခါတလေပြိဿအယိုးထိအယိုးပါမကြိုက်ဘူးလားညင်းညူနေတဲ့အချိန်ဘုရားကငါကယ်မဖြစ်မယ်မထေရမြတ်ကြီးရှိတဲ့နေရာဘုရားကတတ်မသွားဘူးသံဃာတွေနေရာကျောင်းဆောင်တွေရှိရနေဘုရားတပြေးဈဉ္ဉံကြွားပြီးမှန်မှန်လေးလှမ်းကြွရင်းနဲ့သွားတော့ဘုရားရှင်ကိုတော်မြတ်ကြွလာတယ်ဆိုကိုတော်ဒီတဲ့နောက်ကနေထွက်ပြီးတော့လိုက်ပြီးတော့ကတော်ရဲ့နောက်ကလိုက်ကြတာပေါ့လေလိုက်ရင်နဲ့ပုရိကတ္တဒိဋ္ဌမထေရမြတ်ကြီးလင်းလျောင်းနေတဲ့အဲ့ဒီနေရာနဲ့ရောက်မြတ်စွာဘုရားကဩငါသားတော်ကြီးဟိုကြည့်ပါဦးအနာယောဂတွေနှိမ့်ဆက်ခံရတာဘယ်သူမှပြုစုမပေးဘူးကဲငါပြုစုမယ်ဆိုမြတ်စွာဘုရားကဘာလုပ်လဲပုရိကတ္တဒိဋ္ဌမထေရနာထားပြီးမိနစ်ကုတ်တဲ့သွားမိဘတွေပြင်ထင်းနေကိုင်းဘာကိုင်းဆိုဘုရားရှင်ကိုတော်မြတ်ကိုယ်တိုင်မိမွေးပြီးထင်းကိုင်းပြီးဆိုကမှလေကျန်တဲ့ကိုတော်တွေရှင်မယားအမိရှိပါဗျာတပည့်တော်တို့လုပ်ပါမယ်ဗျာဘာလုပ်ရမှာလဲဗျာအဲ့ကြမှာမြတ်စွာဘုရားဥဆောင်ပြီးတော့ဟဲ့ချင်းသားတို့မိဘတွေမွေးကြရင်တွေအိုးကြီးတဲစားရင်တွေအိုးကြီးတဲစားစကားရင်တွေအိုးကြီးတဲခိုင်းရင်တွေအိုးကြီးတွေပေါ့ဆူတော်လေးအဲ့ထက်မှာတရက်ခေါက်တွေထဲပြုတ်ပြီးတော့တော်တော်လေးပွက်ဆိုပြီးလဲဆိုရောဘုရားရှင်ကပုရိကတ္တဒိဋ္ဌမထေရမြတ်ကြီးရဲ့ဘီနာကိုကိုယ်တိုင်ကြွတာနော်တဆင့်ခိုင်းတာမဟုတ်ဘူးမထေရမြတ်ကြီးရဲ့ဒီအပေါ်သင်္ကန်းပေါ့အပေါ်ရောဧကတိသင်္ကန်းလေးကိုဘုရားရှင်ကိုယ်တိုင်ဖဲချက်သားတို့အဲ့ဒီသင်္ကန်းမှာပြည်ပုတ်သွေးပုတ်တွေအများကြီးပိုးတွေလည်းရှိနေမယ်အဲ့ဒါကိုမင်းတို့တရက်ခေါက်နဲ့ပြုတ်ထားတဲ့အိုးထဲမှာထည့်ပြုတ်တကြက်ကုန်တကြက်ပြပရိသတ်ရေပြည်တွေလည်းရောင်ပြည်တွေသွေးတွေလည်းပြောင်းသိခေါက်ရောင်လည်းသိုးပြီးသားဖြစ်အောင်တခါတည်းပြုတ်ခိုင်းပြီးတော့နောက်ပွက်တဲ့ရင်တွင်းအိုးတွေကရင်တွင်းနဲ့သင်္ကန်းစားတွေယူပြီးတော့ဘုရားရှင်နဲ့သံဃာတွေဘာလုပ်လဲမထေရမြတ်ကြီးရဲ့အပေါ်ပိုင်းခန္ဓာကိုယ်မှာပေါက်နေတဲ့ကုသကအနာကြီးတွေကထွက်တဲ့ပြည်ပုတ်သွေးပုတ်တွေကိုလေကိုခေတ်လို့ပြောရင်ဘာလုပ်ပေးလဲ
ဖန်ရည်စီးပေးတာရင်တွင်းတဲ့ပရိသတ်ရင်တွင်းနဲ့ပြောင်းစီတော့တပြေးတဲ့ပရိသတ်ဘလောက်ကြာသွားလဲဆိုရင်ခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းမှာရှိတဲ့ပြီးပုတ်သွေးပုတ်တွေကဘလောက်အချိန်ပေးလဲရတယ်ဆိုရင်ပြောင်းသွားရောစောစောကလျှော်ထားတဲ့သင်္ကန်းက6သွားပြီတော်မကြဘူးလားအဲ့တော့သင်္ကန်း6သွားတော့အပေါ်ယုံသင်္ကန်းလေးနဲ့အပေါ်ကနေပြန်ယုံပြီးအောက်ကသင်္ကန်းကိုချွတ်ခုနကလိုပဲအိုးထဲမှာထည့်ပြုတ်တဲ့ကိုယ်တော်တွေကပြုတ်နေဘုရားရှင်နဲ့တန်ခါတွေကဒီမှာတခါတဲ့အောက်ပိုင်းခန္ဓာကိုယ်ကအနာရောဂါပြီးသွေးပုတ်တွေကိုတန်ရှင်းလို့တခါရဲ့ဖိုင်ဆေးချပရိသတ်ဒီကလည်းဖိုင်ဆေးပြီးရောစောစောကလျှော်ထားတဲ့သင်္ကန်း6သွားပြီအဲဒီတော့မှမြတ်စွာဘုရားအောက်ကသင်္ကန်းလေးပြန်ဝှက်ပေးပြီးတော့မထေရမြတ်ကြီးလင်းနေတဲ့ကိုယ့်ပြည့်လေးကိုလည်းတခါတည်းရင်သွေးနဲ့ဆေးချပြီးတော့သူကမြမထိုင်နိုင်ဘူးပရိသတ်အဲ့ပေါ်မှာပဲလဲပြီးတော့ဒီလိုလေးနေရတာသို့တော့ခန္ဓာကိုယ်မှာစောစောကပြောတဲ့ပြည်ပုတ်သွေးပုတ်တွေကိုဘုရားရှင်ဥဆောင်ပြီးတော့ကြာနာဖန်ရည်ဆေးပေးလိုက်တော့ပြည်ပုတ်သွေးပုတ်တွေပြောင်းသွားတဲ့အခိုက်အတန့်သည်ကြိုက်ခဲတဲ့နာကျင်တဲ့ဝေဒနာတွေတတ်တာမသွားဘူးလားရုပ်ပိုင်းဆိုင်ရာမှာချမ်းသာမှုလေးအထိုက်လျောက်ရမသွားဘူးလားစိတ်ပိုင်းဆိုင်ရာကြည့်လိုက်အောင်ပြိဿကြီးစိတ်ပိုင်းဆိုင်ရာမှာဘုရားရှင်ကိုယ်တိုင်သူ့ကိုပြုစုပေးတာသိလိုက်ပြီးဆိုမှတော့မထေရမြတ်ကြီးစိတ်တွေကြည်လင်သွားမလားနောက်ကျသွားမလားဝမ်းသာမလားဝမ်းနည်းမလားဘိုးတဲ့ငါရဲ့တပည့်တွေကငါ့ကိုပြစ်ထားခဲ့ပြီးမယ်မြတ်စွာဘုရားရှင်ကိုယ်တိုင်ကတော့မေတ္တာတော်အနန္တကရုဏာတော်အနန္တနဲ့ငါ့ကိုကိုယ်တိုင်နာပြီးတော့ပြုစုလို့ပြီးနေတဲ့တော်ပါသည်ရဲ့မြတ်စွာဘုရားရဲ့မေတ္တာကရုဏာထက်အခန်းနေငါရလိုက်တဲ့အတွက်ကြောင့်ငါလည်းပဲကိုယ်စိတ်တွေအခိုက်အတန့်တော့ကြည်လင်ချမ်းသာတတ်တာသွားပြီစိတ်ကလေးလည်းကြည်လင်ရုပ်ကလေးကလည်းချမ်းသာစလေးမှာမြတ်စွာဘုရားကจิตတာတဲ့ဟောဒီငါတို့ရထားတဲ့ခန္ဓာကိုယ်ကြီးသည်မရခင်အမင်းဝမ်းပိုက်ထဲမှာပဋိသန္ဓေတည်စဉ်ကာလကလေးကမစင်ပုံကြီးကိုဖင်ခိုးထိုင်တာသလိုမျိုးဘေးကပြည်ပုတ်သွေးပုတ်တွေဝိုင်းရမ်းပြီးတော့အလွန်စင်ရဲနဲ့လူဖြစ်လို့လာခဲ့ရတာပါချစ်သားဟုတ်လားမဟုတ်လားအမေဝမ်းပိုက်ကိုတို့စိတ်နဲ့ပြန်မှန်းကြည့်စားအမေဝမ်းပိုက်ထဲမှာနာနေမလားမှုေးနေမလားအစာအိမ်အစာဟောင်းမစင်ထုတ်ကြီးကိုဖင်ခိုးထိုင်တာသလိုဘေးကလည်းပြည်ပုတ်သွေးပုတ်ချွဲပုတ်တွေဝိုင်းမနေဘူးလားချစ်သားတဲ့မင်းခန္ဓာကိုယ်ဟာထက်တဲ့ပြည်ပုံသွေးပုံရဲ့ဓာတ်ချက်တွေကြောင့်မင်းနာကျင်ကြိုက်ခဲလို့နေပြီးအဲ့ဒါကိုခန္ဓာကိုယ်ကြီးဆင်းရဲလိုက်တာလို့ညီမနေပါနဲ့ချစ်သားရဲ့ဟောဒီခန္ဓာကိုယ်ကြီးရပြီးတော့ပဋိသန္ဓေတည်လာတာကငါတို့ဒီဆင်းရဲဒုံကြီးကိုစတင်လို့ရခဲ့တာပါပဲပရိသတ်တို့ပါဒုံကြီးဟောဒီဓာတ်ကြီးလေးပါမဖောက်ပြန်နဲ့မဖောက်ပြန်ခင်တော့ဟုတ်တယ်လို့ထင်ရပြီပဲဖောက်ပြန်လိုက်တာနဲ့သင်္ချေသားကိုယ်တိုင်သိပြီတဲ့ဒါကြောင့်မင်းရထားတဲ့ခန္ဓာကိုယ်ရဲ့အပေါ်မှာတွေ့တာစိတ်တွေနဲ့နာကျင်မှုကိုခံစားတဲ့စိတ်တွေဖြောင်းလိုက်စမ်းမှာခန္ဓာကိုယ်ကြီးရဲ့အမူအရာတိုင်းမှာတတိကပ်ပြီးတော့သိနေလိုက်စမ်းမှာပေါ်ရနာကျင်ကြိုက်ခဲတဲ့ဝေဒနာတို့ခေါ်တဲ့ဆင်းရဲတဲ့ဝေဒနာနဲ့အခိုက်အတန့်တတ်တာတဲ့ဒုက္ခဝေဒနာချမ်းသာတဲ့ဝေဒနာတွေကိုတတိကပ်ပြီးတော့သိထားစမ်းမှာချစ်သားရဲ့ချမ်းသာတဲ့ဝေဒနာလည်းမင်းလာလိမ့်မယ်ဆင်းရဲတဲ့နှိမ့်ဆက်တဲ့ဓာန်ချက်တွေလည်းခံရလိမ့်မယ်ချမ်းသာတဲ့ဝေဒနာလည်းမမြဲပါဘူးဆင်းရဲတဲ့ဝေဒနာလည်းမမြဲပါဘူးအကုန်လုံးကကာယဝေဒနာစိတ်ဓမ္မာလေးချက်သောအမူအရာတိုင်းမှာသင်္ချေသာတတိကပ်ပြီးတော့စောင့်ကြည့်နေမယ်ဆိုရင်ခန္ဓာကိုယ်ကြီးရဲ့အမူအရာတိုင်းဟာလည်းဖြစ်ပြီးတော့ပြတ်တာတွေ့ပါလိမ့်မယ်ဝေဒနာရဲ့ခံစားချက်တိုင်းကလည်းဖြစ်ပြီးတော့ပြတ်တာတွေ့ပါလိမ့်မယ်စိတ်အစဉ်မှလည်းအမြဲတမ်းဟောဒီစိတ်ကအမြဲမြဲဆန်းဆန်းဖြစ်ပြီးတော့ပြတ်နေတာတွေ့ပါလိမ့်မယ်သင်္ချေသာမြင်သမျှကြားသမျှနားသမျှစားသမျှထိသမျှကြံစည်စိတ်ကိုစဉ်းစားသမျှဟာလည်းပဲမြင်ကြိုက်ကြားကြိုက်နားကြိုက်စားကြိုက်ထိကြိုက်ကြံစည်ကြိုက်လေးအတွင်းမှာပဲစက္ကန့်တိုင်းဖြစ်ပြနေတဲ့သဘောပဲရှိပါတယ်မြေသာခိုင်နာဘာမှမရှိဘူးจิตသားရဲ့ဒါကြောင့်မင်းရဲ့ကာယဝေဒနာစိတ်ဓမ္မာလို့ခေါ်တဲ့ယုတ်တရားနာတရားမှာဟောဒီကာယဝေဒနာစိတ်ဓမ္မာမဟာတတိပဋ္ဌာန်တရား၄ပါးနဲ့ရှုစမ်းကွာလို့မြတ်စွာဘုရားကနေပရိသတ်မှန်ကြီးကိုပြည့်ပေါ်မှာလှဲနေတဲ့ပုရိကတ္တဒိဋ္ဌမထေမြတ်ကြီးရဲ့ခေါင်းရင်းလေးကနေဘုရားကမတိုးမကျယ်လေးနဲ့အားပေးရင်ပြနေတဲ့တရားအတန်လေး
ကြားနေရတဲ့မထေရမြတ်ကြီးရှင်းရှင်းလင်းလင်းမကြားနိုင်ဘူးလားဘုရားရှင်ကိုယ်တိုင်ကမေတ္တာကရုဏာအပြည့်နဲ့ခေါ်နေတော့စိတ်တည်းရောမကြည်လင်နိုင်ဘူးလားပရိသတ်ရဲ့စိတ်တွေကလည်းကြည်လင်နေတဲ့အတွက်ပီတိတွေကကိန်းနေတယ်ကိုယ်စိတ်တွေကလည်းဆင်းရဲတယ်တရားပေမဲ့ပတ္တတိကိုယ်စိတ်တွေကအေးချမ်းနေတယ်အေးချမ်းနေတဲ့ကိုယ်စိတ်ဖြစ်တဲ့အတွက်ကြောင့်ယုတ်တရားနံတရားကဒုက္ခဆိုတဲ့ချမ်းသာလဲချမ်းသာနေတယ်ပီတိပတ္တတိဒုက္ခဒီတရားတွေကိန်းနေတဲ့မထေရမြတ်ကြီးကိုမြတ်စွာဘုရားကသိပြီငါသားတော်ကြီးမှတ်နေပြီရထားတဲ့ခန္ဓာ၅ပါးယုံနာတရားမှာကာယဝေဒနာစိတ်ဓမ္မမဟာတတိပဋ္ဌာန်တရား၄ပါးနဲ့သူတိကြပေါက်ကိုရှုမှတ်လို့ပွားနေပြီခြေသားတဲ့ရထားတဲ့လက်ရှိခန္ဓာကြီးကိုတွေ့တာမနေနဲ့ခန္ဓာလေးအတွင်းမှာပဲသိသွားနိုင်တယ်မရသေးတဲ့နောင်ဘဝငါပင်ရောက်မှာဆိုတာလဲကြောင်ကြပြီးတော့တွေးမနေနဲ့မင်းရဲ့ဘဝဆိုတာတောင်းတမနေနဲ့ပြက်ပြက်သားသားလှုပ်လိုက်စမ်းမှာနောင်လာဘဝလဲကြောင်ကြတောင်းတမနေနဲ့တဲ့ရထားတဲ့ယုတ်တရားနံတရားကိုလည်းပဲတွေ့တာမနေနဲ့ဖြစ်စေပြစ္ဆုတ်ပံတဲ့တဲ့ယုတ်နံလေးမှာအဟုတ်အမှန်သိအောင်သင်ချင်သာရှုမှတ်ပွားများလိုက်စမ်းပါချစ်သားရဲ့မင်းရထားတဲ့ခန္ဓာကိုယ်ကြီးဟာခဏနေသေဆုံးသွားရင်မြေထဲမြုပ်လိုက်ရင်ပိုးလောက်အစာပဲအဆင်ရှိတယ်ဘာတန်ဖိုးမှမရှိဘူးဖွဲထင်းတုံးကမှသုံးလို့ရတဲ့အရေးချင်းလေးအထက်တစ်ယောက်ရှိအောင်မင်းဖွဲထင်းတုံးလောက်တော့မင်းခန္ဓာကိုယ်တန်ဖိုးမရှိတော့ဘူးခန္ဓာကိုယ်ကိုမတွေ့တာပဲနဲ့နောင်ဘဝကိုလည်းမကြောက်ကြပဲနဲ့ဖြစ်စေပြစ္ဆုတ်ပံတဲ့တဲ့ယုတ်နံကိုတတိပဋ္ဌာန်တရားမှတ်ဖို့ဟောလိုက်တာပရိသတ်ရဲ့ရှင်တော်မြတ်ဘုရားရဲ့တရားဒေသနာဆုံးတဲ့အချိန်မှာဖြင့်ပုဒိကတာဒိဋ္ဌအမည်ရပါတဲ့မထေရမြတ်ကြီးသည်မဉ္ဇဉ်၄ဆင့်ဘုံဉဏ်၄ဆင့်တဆင်ပြီးတဆင့်ဉာဏ်ရင့်တော်မူလို့ကိလေသာခတ်သိမ်းအကုန်ငြိမ်းတဲ့ယဟန္တာမထေရအမြင့်ကိုပါပုဏ္ဏဒီကောင်းစွာမသွေရောက်တော်မူခဲ့ပါပေသတည်းပရိသတ်ပုဒိကတာဒိဋ္ဌမထေရကြီးဘာဖြစ်သွားပြီလဲယန္တာဖြစ်သွားပြီတဲ့အလွန်နာကျင်ခံခတ်တဲ့အနာယောဂါကြီးတွေနှိမ့်ဆက်ခံရပြီမဲ့လို့ဒီကံဤဆဲဆဲကာလမှာတော့ဘုရားရှင်နဲ့တွေ့လိုက်တာကံကောင်းခြင်းလက်ဆောင်တွေအများကြီးရမသွားဘူးလားယန္တာဖြစ်ပြီးခဏလေးအတွင်းမှာပဲမြတ်စွာဘုရားရဲ့ရှိတော်မောက်မှာပဲပြိဋိဘံစံတော်မူသွားပြန်ပြီဗျာဘိသရေဘာဖြစ်သွားပြီလဲပြိဋိဘံစံသွားပြီးတဲ့အချိန်တရားရရင်မှလည်းရှင်တော်မြတ်ဘုရားကိုယ်တိုင်ပဲစောင့်ရှောက်ပေးလိုက်သလိုမထေရမြတ်ကြီးရဲ့ယုတ်ကလတ်တော်ကိုပဲရှင်ဘုရားရှင်တော်မြတ်ဘုရားကိုယ်တိုင်ဥဆောင်လို့မိသိင်ကြုံကြလာတဲ့ဓာတ်တော်တွေဘုရားရှင်ကိုယ်တိုင်ကောင်းပြီးတော့ပြိဿကြီးဇေဒီတဆူတဲပြီးသည့်အထိရှင်တော်မြတ်ဘုရားကချီးမြှောက်တော်မူပါတယ်ဗျာမနတ်တုံးစီကမြတ်စွာဘုရားရဲ့ရွှေဉာဏ်တော်မှာမြင်တဲ့အတိုင်းတကယ်လဲတရားသူတရားမြတ်ရသွားလိုက်တာပြိဿကြီးအနှိမ့်ဆုံးလားအမြင့်ဆုံးလားဇေဒီတဲပြီးတဲ့အခါနောက်ကပါလာတဲ့မထေရမြတ်ကြီးရဲ့တပည့်ယဟန်ကြီးအရှင်ဘုရားအရှင်ဘုရားရဲ့သားတော်ကြီးတပည့်တော်တို့ရဲ့နောင်တော်ကြီးဆရာကြီးဖြစ်တော်မူတဲ့အရှင်ဗောဓိကတဒိဋ္ဌမထေရမြတ်ကြီးသည်ဘယ်ဘဝကိုများကိန်းအောင်လို့စံပြောတော်မူပါသလဲဘုရားဟဲ့ချစ်သားတို့ငါသားတော်ကြီးမင်းတို့ရဲ့နောင်တော်ကြီးဆရာကြီးဟာဘဝမရှိတော့ဘူးလေကွယ်ကိလေသာခတ်သိမ်းအကုန်ငြိမ်းလို့ယန္တာကြီးဖြစ်သွားတာနိဗ္ဗာန်ချမ်းသာရသွားပြီပရိသတ်ဘာချမ်းသာရသွားဒုပရိသတ်ကဘာချမ်းသာလိုခြင်းအဲ့ဒါလောက်အထိကြိုးစားဖို့မလိုဘူးလားမြတ်စွာဘုရားဒီစကားလည်းပြောကိုတော်ဒီပရိသတ်အခုကဲ့လို့ပြောရင်ဗဇက်အောင်သားနေမလို့ဟာဖြစ်မသွားနိုင်ဘူးလားအံ့ဩပြီးတော့ဩရှင်ဘုရားရဲ့ကိလေသာခတ်သိမ်းအကုန်ကြီးမဲ့ပါရမီတွေပြည့်နေတဲ့ဘဝတော်မှာအလွန်နာကျင်ခံကတဲ့အနာယောဂါကြီးတွေနှိမ့်ဆက်လို့ခံရပြန်နေအရှင်ဘုရားရဲ့ရှိတော်မောခဏလေးနာကြလို့ခဏလေးအာထုံးလည်းမြန်တော့လေကိလေသာကင်းတဲ့ယဟန္တာမထေရမြတ်ကြီးဖြစ်သွားပြန်နေ
မထေမြတ်ကြီးရဲ့အတိတ်ကကံအားတွေကအံ့ဩဖွယ်ကောင်းလိုက်တာတပည့်တော်တို့ကိုမိန့်ကြပါအောင်ဖရာအဲ့တော့မှချက်သားတို့အဲ့ဒါတရားမဟုတ်ဘူးမင်းတို့ရဲ့နောင်တော်ကြီးငါဘုရားရဲ့သားတော်ကြီးပုတိဂတ္တတိတ်တမထေမြတ်ကြီးသန္တရာခကြီးတော်ကကိုယ်တိုင်ချထားခဲ့တဲ့ကံအကျွေးကိုပြန်ပြီးရပြီးတော့သူချခဲ့တဲ့ကံအကျွေးကိုပြန်ရလိုက်တာပဲပရိသတ်ရဲ့အကုသိုလ်ကံကျွေးတွေပြန်ပြီးတော့မပြီးဆက်လိုက်ရဘူးလားကုသိုလ်ကံကျွေးတွေအတိုးနဲ့ပြန်ပြီးတော့မရနိုင်ဘူးလားအဲ့တော့မှယဟန်တွေကတရားလျှောက်လို့မြတ်စွာဘုရားကဆက်ဟောတာခြေသားတို့တဲ့မင်းတို့ရဲ့နောင်တော်ကြီးငါဘုရားရဲ့သားတော်ကြီးဖြစ်တဲ့ဟောဒီပုတိကတ္တတိတ္တမထေမြတ်ကြီးသည်ဘဝတစ်ခုလုံးကကွာတဲ့လူသားဘဝဖြစ်တဲ့အချိန်ငှက်မျိုးစုံကိုဖမ်းပြီးတော့ရောင်းစားတဲ့ငှက်မုတ်ဆိုးကြီးဖြစ်ခဲ့တယ်ပရိသတ်ပုတိကတ္တတိတ္တမထေရဲ့အလောင်းလျာဘဝတစ်ခုမှာဘာဖြစ်ခဲ့ငှက်မုတ်ဆိုးကြီးဖြစ်တဲ့အခါကွာတဲ့ငှက်ကလေးတွေကိုပိုင်တဲ့ဖမ်းချင်းတဲ့ဖမ်းပေါ့လီးနဲ့ပြည့်ရအောင်ယူရလာတဲ့ငှက်ကလေးတွေကိုချင်းထဲမှာထည့်ပြီးတော့တတိတရွယ်ကုံတွေပွဲစားတွေအိမ်သွားရောင်းတတိတရွယ်ကုံတွေပွဲစားတွေလည်းဝဝငှက်ကလေးတွေပဲဝယ်ပြီးတော့ပိန်တဲ့ငှက်ကလေးတွေမဝယ်တော့အများပြည်သူတွေစီသွားရောင်းမကုံတဲ့နေ့ကျရင်ဘာလုပ်လဲဆိုရင်အဲ့ငှက်အရှင်လေးတွေနောက်တနေ့ငှက်ကသွားရှာမှာဆိုဒီငှက်တဲ့ချင်းကသူ့မှာလိုပုံရပါတယ်ပိုက်ကလည်းလိုပုံရပါတယ်မလိုနိုင်ဘူးလားတော့ဒီငှက်လေးတွေအရှင်လဲလဲအိမ်မှာထားခဲ့ဖို့ဘာလုပ်ရလဲဆိုရင်ပြန်มาကြောက်လို့တဲ့နေ့တိုင်းကြံတဲ့ငှက်ကလေးတို့သူကလေတောင်ပန်ရဲ့ join လေးမှာတခါလဲစူးလေးနဲ့ထိုးပြီးရင်အတောင်ပန်လေးကိုချိုးဒိုးစစ်လေးတွေဟုတ်လားခြေထောက်ရဲ့အစစ်ကလေးတွေမှာစူးလေးနဲ့ထိုးပြီးရင်ငှက်ကလေးမပြေးနိုင်အောင်ချိုးပြီးတော့ထားလိုက်တော့ငှက်ကလေးတွေပြေးနိုင်အောင်မလားတောင်ပန်လေးချိုးတာတော့ပြန်နိုင်အောင်မလားသူကမပြေးနိုင်မပြန်နိုင်အောင်ချိုးဝင်မဲ့ငှက်ကလေးတွေကပြိဿကြီးတခါတည်းစူးနဲ့ထိုးတဲ့ဒဏ်ရာအနာကြီးတွေနဲ့မခံရဘူးလားအဲ့ဒါကတရားတည်းမဟုတ်ဘူးတဲ့ငှက်မကုံတဲ့နေ့တိုင်းအဲ့လိုလုပ်တော့ပြိဿကြီးဘဝတစ်လျှောက်လုံးမလုပ်ခဲ့ဘူးလားအေးကုသိုလ်ကံတော့မဟုတ်ဘူးအကုသိုလ်အာစိန်နကံကြီးဖြစ်မနေဘူးလားရှင်သာတို့တဲ့အဲ့ဒီဘဝတုန်းကငှက်ကလေးတွေကိုနေ့စဉ်နေ့တိုင်းအဲ့ဒီလိုနှိပ်စက်ခဲ့တဲ့အကုသိုလ်ကံအကျွေးသည်ဘဝတိုင်းပေးဆက်လို့လာတာတော့မှမကြည်နိုင်သေးဘူးတဲ့ဒီဘဝမှာပါရမီပြည့်လို့နောက်ဆုံးယဟန္တာဖြစ်မဲ့ဘဝလို့ဆိုပင်ဆိုညာတော်လဲပဲအကုသိုလ်ကံကြွေးကတော့ယဟန္တာဖြစ်မဖြစ်ပြန်ပြီးတော့အတိုးနဲ့တကွပေးရတာပါပဲကြောက်စရာမကောင်းဘူးလားဒါကြောင့်နည်းနည်းလေးပဲဆိုအထင်မသေးနဲ့တော့ကံကြွေးပြန်မပေးလို့ရလားလောကကြွေးကမှရှောင်ပြေးမလွတ်နိုင်ဘူးလားအကုသိုလ်ကံကြွေးကုသိုလ်ကံကြွေးလွတ်လားအဲ့တော့မှကိုတော်ဒီလည်းထိတ်လန့်ပြီးတော့အော်ကြောက်စရာကောင်းလိုက်တဲ့အကုသိုလ်ကံကြွေးဗျာဒါဆိုရင်အရှင်ဘုရားရဲ့အရှင်ဘုရားကခန္ဓာလေးတရားဟောပြီးတော့အရှင်ဘုရားရဲ့ရှိမှာပဲတတိယတကြမယတကြနဲ့မှတ်သွားလိုက်တာကိလေသာကင်းတဲ့ယဟန္တာကြီးဖြစ်သွားပြန်တော့အံ့ဩရပြန်ပါတယ်ဘုရားမအံ့ဩပါနဲ့จิตသားတို့တဲ့အဲ့ဒါလည်းပဲအဲ့ဒီဘဝတုန်းကသူချခဲ့တဲ့ကုသိုလ်ကံအကျွေးကိုအတိုးနဲ့သူပြန်ရလိုက်တာပါပဲပရိသတ်ရေဘယ်ဘဝတုန်းကအဲ့ဒီဘဝတုန်းကတဲ့တနေ့ငှက်သားဟင်းလေးပူပူနွေးနွေးနဲ့ထမင်းပူပူနွေးနွေးနဲ့ဘိုက်ကဆာဆာနဲ့ထမင်းစားတော့မယ်ဆိုအိမ်ထဲကထမင်းဝိုင်းလမ်းဘက်ကိုမျက်နှာလှည့်ပြီးတော့ထမင်းဝိုင်းလေးထိုင်ပြီးတော့စားမယ်ပြင်တဲ့အချိန်အိမ်ရှိမှယဟန္တာမထေရမြတ်ကြီးကဆွမ်းငံကြွတာလဲမြင်ရောကံမကောင်းအကြောင်းမလားလို့ဘဝကိုမုတ်ဆိုးဘဝနဲ့ရုန်းကန်ရပြီမဲ့သူလဲဗုဒ္ဓဘာသာဝင်တယောက်ဆိုတန်ခါမြင်တော့တန်ဖိုးမထားဘူးလားချက်ချင်းတတိနော်တတိလေးကအော်ကြည်စမ်းပါအောင်ငါဒီနေတိုင်းငှက်ကလေးတွေကိုရအောင်ရှာတယ်ရအောင်ရောင်းတယ်ကြံတဲ့ငှက်ကလေးတွေမပြန်နိုင်အောင်ဤမျိုးစုံနဲ့ချိုးထားတယ်ဖဲ့ထားတယ်အိုးကြည်စမ်းအကုသိုလ်တွေနဲ့နီလာတဲ့ငါဒီကနေ့ကန်ထူးလိုက်တာမထေမြတ်ကြီးကြည်ရတာလည်းအိန္ဒြေသံပတ္တိပြည့်စုံကိလေသာခတ်သိမ်းအကုန်ကြီးနဲ့ယဟန္တာကြီးဖြစ်လိမ့်မယ်ဒီလိုအချိန်ကြီးရောက်မှတော့ငါဒီစွမ်းဘယ်အချိန်စရတာပဲမထေမြတ်ကြီးလောင်းမှာပေါ့ဘေးတိုင်းတတိရဲ့စွမ်းအားသည်ကံပြောင်းမသွားဘူးလားချက်ချင်းထ
ကိုယ်တိုင်စားနေလို့စားမဲ့ထမင်းနဲ့ဟင်းကိုတဏှာဖြတ်ဖို့လွယ်ပါမလားအကုန်ဖြတ်အရှင်မြတ်ရဲ့တပိတ်တဲ့ဆွမ်းနေဟင်းတွေအကုန်လုံးလောင်းလို့ပြီးတော့ပကံလေးပြီးနာချအမြတ်စားအမြင့်စားဆုတောင်းလိုက်တယ်အရှင်ဘုရားတပည့်တော်ဘိုက်စားစားနဲ့စားမယ်လို့ပြင်းနေတဲ့ဟောဒီဆွမ်းနဲ့ဟင်းကိုအရှင်ဘုရားရဲ့သီလသမာဓိပညာဂုဏ်တော်ကိုရည်မှန်းပြီးတော့တပည့်တော်စေတနာတရားထက်သန်စွာနဲ့လူရန်လိုက်တာဖြစ်ပါတယ်ဘုရားတပည့်တော်ရဲ့ဟောဒီစေတနာတရားထက်သန်တဲ့ကုသိုလ်ကံသည်တဲ့ဘဝတကုတစ်ချိန်ချိန်မှာအရှင်ဘုရားတို့သိတဲ့တရားသူတရားမြတ်ကိုလွယ်လွယ်လေးနဲ့သိသူရသူဖြစ်ပါစေဘုရားပရိသတ်ယဟန္တာကြီးကိုပြုတ်ခဲ့တဲ့ကုသိုလ်ကံကလည်းဖြစ်ထက်သန်တဲ့တရားပြတ်သားတဲ့စေတနာလည်းဖြစ်တော့မထေရမြတ်ကြီးကလည်းဆိုပေးလိုက်တာလွယ်လွယ်လေးပဲမင်းတောင်းတဲ့အတိုင်းပြည့်စေကွာပရိသတ်ဘဝတစ်ခုကရခဲ့တဲ့ကုသိုလ်ကံအကျွေးနောက်ဆုံးဘဝမြတ်စွာဘုရားစီမှာပရိသတ်တရားလေးကိုခဏလေးနာပြီးတော့အဲ့ရထဲမှာကိုယ့်ပြစ်ပေါ်မှာတတိယတစ်ချက်မရတစ်ချက်နဲ့မှတ်ခဲ့ပြီးမဲ့လို့ဘာဖြစ်သွားယန္တာဖြစ်သွားတယ်ရှင်သားတို့အဲ့ဒီဘဝတုန်းကသူပြုတ်ခဲ့တဲ့ကုသိုလ်ကံရဲ့အကျွေးကလည်းပဲအတိုးတွေတက်လာသလိုပဲငါဘုရားနဲ့တွေ့တဲ့အချိန်ကြတော့ပရိနိဗ္ဗာန်သံဃာနီငါဘုရားကိုယ်တိုင်သတ်ရှင်းပြီလို့အနာယောဂါတွေကသတ္တာခွင့်ရငါဘုရားပေးလိုက်တဲ့တရားတော်တော်လေးကိုတကယ်ကိုယုံကြည်တဲ့တရားတရားနဲ့ကြိုးစားလို့မှတ်လိုက်တာခန္ဓာလေးအတွင်းမှာပဲကုသိုလ်ကံအကျွေးတွေအကုန်ပြန်ရပြီးတော့ယဟန္တာအဆင့်ကိုရောက်တော်မူခဲ့တာဖြစ်ပါတယ်နားလည်ပြီလားဒါကြောင့်จิตသားတို့လည်းပဲဘဝတကုသာသနာကြီးနဲ့ကြုံလူဖြစ်ခွင့်ရတဲ့အခိုက်အတန့်လေးမှာဖြင့်ကုသိုလ်ကံကျွေးတွေများများချခဲ့ကြပါအကုသိုလ်ကံကျွေးတွေများများကြီးရှောင်ကြပါလို့မြတ်စွာဘုရားကဟောလိုက်တာအဲ့ဒီတရားနာနေတဲ့မထေရမြတ်တွေတော်တော်များများလဲတရားသူတရားမြတ်ရတဲ့ကိုယ်တော်တွေအများကြီးပေါ်ထွန်းသွားတယ်ပရိသတ်ရေကံကျွေးပြန်မပြီးလို့မရဘူးဆိုတာနားလည်ပြီလားဒါကြောင့်တို့ဓမ္မဆွေတော်မျိုးတော်ပရိသတ်ပေါင်းတော်ကောင်းနေဒီကနေ့ကစာကုသိုလ်ကံနေပြုဖို့ရန်လည်းပဲမနောကမ္မတတိလေးအမြဲကတ်ထားပါအကုသိုလ်ကံနေရှောင်ကျင်နိုင်ဖို့ရန်လည်းမနောကမ္မတတိလေးအမြဲကတ်ထားပါတတိလေးကံစလုံးပဲအကုသိုလ်ကံတွေကိုလည်းရအောင်လွတ်အောင်ရှောင်နိုင်ကြပါစေကုသိုလ်ကံတွေကိုလည်းကံကြွေးလေးတွေရအောင်အမြင့်ဆုံးဝိပဿနာကုသိုလ်ကံတိုင်အောင်ကံကြွေးတွေချနိုင်ကြပါစေချခဲ့တဲ့ကံရဲ့အစွမ်းတတိကြောင့်ဒီဘဝလည်းဆင်းရဲမျိုးစုံလွတ်ကင်းလို့ချမ်းသာကြပါစေသန္တရာမှာလည်းပဲလူချမ်းသာနတ်ချမ်းသာကနေနိဗ္ဗာန်ချမ်းသာတိုင်အောင်ချမ်းသာမျိုးစုံလွယ်ကူစွာရကြပါစေကုန်တော့တည်းဒီသေတံသုဒ္ဓဗုဒ္ဓေနာသုနေတဝါဓမ္မဒီတနံအဝိနန္ဒနာစိတ်တေနသာဓုသာဓုတိဘာသထာသာတော်တရားနာလာအားကြပါတဲ့မြာရဂရမပေါင်းသူတော်ကောင်းတို့ဒုမေသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုဒ္ဓဗျာဗျာကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တန်တိကံအထံတော်မှဒေတိတံတဆင့်ခံငါဟောကြားအပ်သောဣမံဓမ္မဒေသနာကုသိုလ်ကံအကျွေးပဲဖြစ်ပါစေအကုသိုလ်ကံအကျွေးပဲဖြစ်ပါစေပြန်မပြီးပြန်မယူခြင်းလို့မရဘူးဆိုတဲ့အကြောင်းဒါကြောင့်အကုသိုလ်ကံကြွေးတွေမချမဲနဲ့ကုသိုလ်ကံကြွေးတွေတောင်မှအမြင့်ဆုံးဝိပဿနာကံကြွေးအထိရအောင်ချခဲ့ဖို့တတိပေးလိုက်တဲ့ဤတရားဒေသနာတော်မြတ်ကိုသူနေတဝါကောင်းစွာယုသေနာကြကြကုန်ပြည်သည်ဖြစ်၍အဝိနန္ဒနာစိတ်တေနာလွန်နှစ်သာရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဝိနန္ဒနာစိတ်တေနာဟောဒီကိုယ်တော်ရောက်လာပြန်တော့လည်းပဲ8နာရီမှပလင်ပေါ်ရောက်တယ်ဟောပြန်တော့လည်းပဲဒီလောက်အေးနေတာသူသိသိကြီးနဲ့တကယ်ဆိုရင်သူလည်းတတ်တာငါတို့လည်းမညောင်း
တဏှာဤကြောကောင်းတဲ့တရားလေးဟောပြီးတော့အေးဟာအေးကြောင်ပြန်ပါတော့လားမပြီးနိုင်မစည်းနိုင်တဏှာဤဝေဤတိုင်အောင်ဟောလိုက်တယ်ကျလို့တရားလေးတဏှာဤဝေကြောအေးသွားတဲ့အတွက်စိတ်ထဲမှာမကြည်လင်ဒီကိုယ်တော်ရဲ့ဓာတ်ပုံမြင်တော့မှအဝေးကြီးကရှောင်တော့မယ်ဆိုတဲ့အတွေ့အဆိုကြီးနဲ့များပြန်သွားကြရမယ်ဆိုရင်ပရိသတ်ရဲ့ဒီအပိုင်းမှာဒီတရားလေးဟောကောင်းကောင်းနဲ့ဟောနေတာတဏှာကြီးကြောနဲ့ပြီးပါတယ်။ဘာဖြစ်လို့ဓမ္မလုံးရောက်ခါမှာငါတဏှာကြီးဒီလောက်ကြီးကြောရတာလဲလို့နိုင်ကြီးကြုံလဲစဉ်းစားရင်းနဲ့ဟောနေတာပါပဲ။နောက်ဆုံးအဖြေထွက်တာကဒုတိယနာပရိသတ်ကမိလိုက်တိုင်းရကျင်နာကဘာချမ်းသာရကျင်တဲ့ချမ်းသာကနိဗ္ဗာန်ချမ်းသာပရိသတ်ပြုနေတဲ့ကံကဘာကံများတခြားစီဖြစ်နေတဲ့အတွက်ကြောင့်ခမည်းတော်ရဲ့အကုသိုလ်ကံကြီးတွေကုသိုလ်ကံမြန်ပြောင်းဖို့ရအတွက်ရှိရပါတယ်ဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်းပြရင်တရားရှိတာဘုန်းကြီးကိုမြတ်ဆောင်မထိုးနဲ့ငါတို့ကလိုချင်တော့နိဗ္ဗာန်ကံနေစင်တိုင်းတော့တစ်ချက်မှကုသိုလ်ကံမပါအကုသိုလ်ကံကြတွေကမထွက်မှတော့နင်းတလောက်ဆိုတာနင်းမဲခံတော့လို့ကိုယ်ပါကောအသားလံအာရပါရဆွဲလိမ့်ပြီးတော့ကိုပဲပြန်ပြီးတော့ဒဏ်ခတ်ပါဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်ပြရင်ရလိုက်တဲ့တရားလေးကိုပဲကြည်ကြည်နန်းနန်းကြည်လင်းလင်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်သာဓုတိသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာသထာသုံးချိန်သုံးဝနှုံမြတ်ဟာ၍ကောင်းစွာမသွေကျွရင်လိုက်ကြလေကုန်ရာတည်းမှန်လားပါ